မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ကနေပြီးတော့နောက်ထပ်10နှစ်ထပ်ပြီးတော့မဝေးရဘူးအတွက်နော်ကျွန်တော်အခွင့်အလမ်းတွေကိုလိုက်ပြီးတော့ချပွေခဲ့တယ်ဒီနေ့ကျွန်တော်ခွင့်လန်းကိုလိုက်ပြီးတော့ချပွေနေတဲ့အချိန်မှာပဲဒါကျွန်တော်ရဲ့ up line ကနေပြီးတော့ကျွန်တော်ကိုဒီနေ့ဆက်ဆက် small လို့ခေါ်တဲ့စီးပွားရေးခွင့်လန်းနဲ့လာရောက်ပြီးတော့မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာနော် okay ဒါဆိုရင်ဒီကနေ့ညမှာဆိုရင်ဒါကျွန်တော်ကslide ပုတ်လေးတွေရှိပါတယ်ခင်ဗျာနော်ဒါကျွန်တော်အရင်တည်းကလုပ်ထားတဲ့ slide ပုတ်လေးတွေဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဒီမှာဆိုလို့ရှိရင်လူတိုင်းမှာကျွန်တော်တို့ဒီနေ့ဆက် small စီးပွားရေးမှာစတင်ပြီးတော့ဝင်ရောက်လုပ်ကိုင်တဲ့အခါမှာဆိုရင်လူတိုင်းလူတိတယောက်နေရာကနေပြီးတော့လာကြတယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းလူတိတယောက်နေရာကနေပြီးတော့စတင်ဝင်ရောက်ခဲ့တဲ့ပုံလေးပဲဖြစ်တယ်ခင်ဗျာ။เนาะဒါကျွန်တော်နေ့စားလာကစားလုံးမှာလုပ်နေတော့ကเนาะကျွန်တော်ကိုယ်တိုင်စတင်ဝင်ခဲ့တဲ့ပုံလေးပဲဖြစ်တယ်စတင်ပြီးတော့ဆက် small ဆိုတာဘာမှလည်းမသိဘူးကျွန်တော်အနေနဲ့အတွေ့အကြုံလည်းမရှိဘူးကျွန်တော်လုပ်လည်းမလုပ်ဘူးပေါ့နော်မလုပ်ခဲ့ဘူးလုပ်ငါအတွေ့အကြုံလည်းမရှိခဲ့ဘူးဒါကြောင့်ကျွန်တော်အနေနဲ့ဆက် small ဆိုတာဘာလဲဆိုတာသိရဖို့အတွက်ကျွန်တော်အနေနဲ့ပထမဦးဆုံးဝင်ရောက်ပြီးတော့စတင်လေ့လာခဲ့တဲ့ပုံလေးပဲဖြစ်ပါတယ်ခင်ဗျာသူများတွေစတင်ပြီးတော့ဝင်ရောက်လေ့လာတဲ့အခါမှာဆိုရင်ရုံးမှသွားလေ့လာရုံးမှာသွားပြီးတော့လေ့လာတာမျိုးတွေရှိတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကြတော့ဒါကျွန်တော်ရဲ့ညီးပြရဲ့အလုပ်ထဲမှာပေါ့နော်သွားရောက်ပြီးတော့လေးလာခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာနော်ဒါသွားပြီးတော့ကျွန်တော်စတင်ခဲ့တဲ့အခါမှာဆိုလို့ရှိရင်လေးလာခဲ့တဲ့အခါမှာဆိုရင်ကျွန်တော်ဘယ်ရှက်တွေကိုတက်လို့ဒီနေ့ success small စီးပွားရေးမှာလာပြီးတော့လောက်ကန်ရတာလဲဆိုရင်ဒီနေ့ကျွန်တော်ရဲ့ညီးပြကနေပြီးတော့ဝင်ငွေအကြောင်းကိုရှင်းပြပေးတယ်အဲ့လိုမျိုးဝင်ငွေအကြောင်းကိုရှင်းပြပေးတဲ့အခါမှာဆိုရင်ကျွန်တော်အကြိုက်ဆုံးချက်ကနံပါတ်လေးအသင်းဖွဲ့ကြီးဖြစ်တယ်ဒီနံပါတ်လေးအသင်းဖွဲ့ကြီးမှာဆိုရင်ကျွန်တော်အရန်မှလိုက်တဲ့အချက်လေးဖြစ်တယ်ခင်ဗျာဘာကြောင့်ကျွန်တော်ကြိုက်တာလဲဆိုလို့ရှိရင်ဒီနေ့ success small စီးပွားရေးမှာကျွန်တော်တို့အရှင်အနေငယ်လေးနဲ့เนาะဒါ3နှစ်မှ5နှစ်ကြိုးစားလိုက်ရုံလေးနဲ့ဝင်ငွေအကန့်အသတ်မရှိကိုဖန်တီးနိုင်တဲ့အပြင်ကိုဒါ passive income ဆိုတဲ့ဝင်ငွေတွေကိုပါပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာကျွန်တော်အနေနဲ့အဲ့ဒီနေ့ညမှာပေါ့နော်ကျွန်တော်အနေနဲ့သိခဲ့ရတာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်ဒီနေ့ခိုင်းနိုင်ငံမှာ10နှစ်ကျော်နေလာခဲ့တာကျွန်တော်ဘဝမှာနော် passive income ဆိုတာဘာဆိုတာဘာမှလည်းမသိခဲ့ဘူးပေါ့နော်ဒါ passive income လည်းမရခဲ့ဘူးအမြဲတမ်းပဲအလုပ်လုပ်နေရတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့စစ်စစ်မောမှာဒါကျွန်တော်3နှစ်ကနေပြီးတော့5နှစ်ထိကျွန်တော်ကြိုးစားပြီးတော့လုပ်ကိုင်သွားမယ်ဆိုရင်တေးကြတယ်ကျွန်တော်ရဲ့အနာဂတ်မှာ passive income ရပြီးတော့ကျွန်တော်အနေနဲ့အလုပ်လုပ်စရာမလိုပဲကျွန်တော်တို့ဝင်ငွေစီးလမ်းကြောင်းတစ်ခုရခဲ့မယ်ဆိုရင်ကျွန်တော်ဒီလုပ်ကိုလုပ်မယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်အနေနဲ့တည်တည်ချာချာလေးအာယူဆွတ်ပြီးတော့ကျွန်တော်အနေနဲ့အဲ့ဒီနေ့မှာပထမဦးဆုံးစတင်တဲ့နေ့ကျွန်တော်အနေနဲ့လေးလာခဲ့တာပဲဖြစ်တယ်ခင်ဗျာနော်ကျွန်တော်အဲ့လိုမျိုးစတင်ပြီးတော့လေးလာတဲ့အခါမှာဆိုလို့ရှိရင်ဘာတွေရှိလဲဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ညီမကိုကျွန်တော်မိခဲ့တယ်ဒီနေ့ကျွန်တော်ဆက်ဆက် small စီးပွားရေးမှာအောင်မြင်နိုင်ပါမလားကျွန်တော်လုပ်လို့ရပါမလားဖြစ်ပါမလားပေါ့နော်ဒါကျွန်တော်လူမျိုးဘဝတူတဲ့သူတွေလည်းရှိနိုင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ကအဲ့လိုမျိုးမေးခဲ့တာလဲဆိုရင်ကျွန်တော်ကကိုမယုံကြည်လို့အဲ့လိုမျိုးတွေမေးခဲ့တာမဟုတ်ဘူး။ဒါပေမဲ့သူများလုံနိုင်တဲ့အရာဆိုရင်ဘယ်ရမဆိုကျွန်တော်လည်းလုံနိုင်ရမယ်ကျွန်တော်လည်းဖြစ်နိုင်ရမယ်ဆိုတဲ့စိတ်ကကျွန်တော်ရဲ့ရင်ထဲမှာအမြဲတမ်းရှိပါတယ်။ကျွန်တော်ဘာကြောင့်အဲ့လိုမေးခဲ့ရတာလဲဆိုရင်ကျွန်တော်ကနော်ဒါအတန်းပညာရေးရှိမှဆိုရင်ကျောင်းသုံးတန်းပဲနေခဲ့ရတဲ့လူငယ်တယောက်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကပညာရေးရှိမှအားနေတယ်ဒါကြောင့်အလုပ်ငန်းအတွေ့အကြုံလည်းမရှိဘူးဒါကြောင့်ကျွန်တော်အနေနဲ့ဖြစ်နိုင်ပါမလားဆိုပြီးတော့ကျွန်တော်အနေနဲ့စိုးရိမ်ပူပန်တဲ့စိတ်နဲ့တော့ဒီနေ့ဆက်ဆက်မောမှာအောင်မြင်နိုင်ပါမလားဆိုတဲ့စိတ်နဲ့ကျွန်တော်ရဲ့ညီးပြတွေကိုကျွန်တော်မေးခဲ့တယ်ဒီနေ့ကျွန်တော်ရဲ့ညီးပြကကျွန်တော်ကိုဘာတွေပြန်ပြောခဲ့လဲဆိုလို့ရှိရင်ဒီနေ့ဆက်ဆက်မောစီးပွားရေးမှာနော်ညီလေးအောင်မြင်ဖို့အတွက်ဆက်မောစီးပွားရေးမှာအတွေ့အကြုံရှိကြမလို့ပညာရေးရှင်အများကြီးရှိကြမလို့တကယ်အောင်မြင်ရှင်စိတ်ရှိရပြီတကယ်စူးစမ်းရှင်စိတ်ရှိရင်ရပြီဆိုပြီးတော့ကျွန်တော်ရဲ့ညီးပြတွေကကျွန်တော်ပြောခဲ့တယ်ခင်ဗျာနော်အဲ့လိုမျိုးကျွန်တော်သွားပြီးတော့လေးလာတဲ့အခါမှာဆိုလို့ရှိရင်ဒါကျွန်တော်မှဆိုရင်ဒါလက်ရှိအလုပ်ကနေပြီးတော့ပြုတ်ထားတာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်ကိုဗစ်ကာလမှာဆိုလို့ရှိရင်ဒါအလုပ်ရုံတွေမှာဒါအလူကြီးတွေရှော့ချတဲ့အခါမှာဆိုလို့ရှိရင်ဒါကျွန်တော်အနေနဲ့လည်းဒါအလုပ်ပြုတ်ထားတဲ့တူဖြစ်တယ်ဒါပေမဲ့ကျွန်တော်တကယ်ချင်းကကျွန်တော်မှအလုပ်မရှိဘူးဆိုတာသိတဲ့အတွက်ဒီနေ့ online ပေါ်ကနေပြီးတော့လုပ်လို့ရတဲ့နောက်ထပ်ဝင်ငွေတစ်လမ်းကိုရရှိဖို့ဒီနေ့အခွင့်အလမ်းကိုလာပြီးတော့မျှဝေပေးခဲ့တဲ့အခါမှာဆိုရင်ကျွန်တော်လည်းအစပိုင်းမှာတော့မယုံကြည်ခဲ့ဘူးခင်ဗျဒါပေမဲ့ကျွန်တော်မယုံကြည်ပေမဲ့လည်းနော်ကျွန်တော်မယုံကြည်ပေမဲ့လည်းကျွန်တော်ကလက်ရှိအလုံးမရှိတဲ့သူတယောက်ဖြစ်တဲ့အတွက်ကျွန်တော်ကသွားပြီးတော့လေ့လာကြည့်မယ်ဒီကနေ့ဒီစီးပွားရေးကတကယ်လုပ်လို့တကယ်ရလို့ရှိရင်ကျွန်တော်လုပ်မယ်တကယ်လို့ကျွန်တော်စိတ်ထဲမှာစိတ်နားထောင်ကြည့်လို့အဆင်မပြေဘူးဆိုရင်လည်းကျွန်တော်မလုပ်ဘူးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်သွားပြီးတော့လေးလာကြည့်ခဲ့တယ်အဲ့ဒီနေ့မှာကျွန်တော်သွားပြီးတော့လေးလာကြည့်တဲ့အခါမှာဆိုလို့ရှိရင်ဒီနေ့ဆက်စမောစီပိုင်းမှာဒါကျွန်တော်ရဲ့ညီးပြဆိုရင်ကျွန်တော်စပြီးတော့ဝင်ရောက်လုပ်ကိုင်နေရှင်တော့ကျွန်တော်ရဲ့ညီးပြကဆိုလို့ရှိရင်သူကစေးပါးရာထူးနဲ့ပေါ့နော်ဒါဝင်ငွေစေးပါးရာထူးနဲ့ဝင်ငွေမှာဆိုရင်ဒါ1000အထက်ကိုပေါ့နော်ဒါပိုင်ဆိုင်ထားတဲ့ leader တူဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီနေ့ဆက်စမောစီပိုင်းမှာဒါသူကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့အချိန်လေးသူ့ရဲ့ဝင်ငွေတွေကိုပါကျွန်တော်ပြတယ်ပေါ့နော်တကယ်လို့ရင်တကယ်ရတယ်ဆိုတာကျွန်တော်ပြတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီစီးပွားရေးမှာကျွန်တော်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်အတွက်အာမခံပေးမှာလား
နော်တကယ်လို့အာမခံမဲ့တကယ်လို့ကျွန်တော်တက်ပြန်မရဘူးဆိုရင်ကျွန်တော်ကိုပြန်ရောပေးမှလားကျွန်တော်ရဲ့ကိုရစိတ်ဒီပေါ့နော်အဲ့လိုမျိုးကျွန်တော်ရဲ့ညီပြတွေကိုကျွန်တော်အဲ့လိုမျိုးပေါ့နော်စကားအကက်တွေလည်းပြောခဲ့ဘူးတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီပြီးတော့စတင်ပြီးတော့လှုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ပတ်စံ300ပန်းလေးနဲ့ကျွန်တော်ဆက်စမောစီပိုင်းမှာစတင်ပြီးတော့ရင်းနှီးမြှုပ်နှံဖို့အတွက်တောင်မှကျွန်တော်မှာပတ်စံမရှိပါဘူးတချို့လူတွေပြောတယ်ဆက်မောမှာလာပြီးတော့လှုပ်တဲ့ခါမှာဆိုရင်နော်ပတ်စံမရှိဘူးအရှိမရှိဘူးအဲ့ဒီလိုမျိုးပြဿနာတွေအများကြီးကြုံတွေ့ခဲ့ရတယ်ဒါကြောင့်ကျွန်တော်ကိုယ်တိုင်လည်းအပါဝင်ပဲဒီနေ့ဆက်စမောစီပိုင်းမှာကျွန်တော်စတင်ပြီးတော့လာလှုပ်တဲ့ခါမှာဆိုရင်ကျွန်တော်မှာအရင်းနှီးတွေအများကြီးရှိလို့ကျွန်တော်မှာပတ်စံတွေထားစရာနေရာမရှိလို့ကျွန်တော်ဝင်ပြီးတော့လောက်ကန်ခဲ့တာမဟုတ်ပါဘူးကျွန်တော်လက်ရှိအလုံးမှာအလုံးမရှိတဲ့အတွက်ကျွန်တော်ဆက်စမောစီပွားရေးကိုဝင်ရောက်ပြီးတော့လေးလာခဲ့တာဖြစ်တယ်အဲ့ဒီချိန်မှာကျွန်တော်ဆက်စမောစီပွားရေးမှာနော်ကျွန်တော်လောက်ကင်ဖို့အတွက်ဝင်ရောက်လောက်ကင်ဖို့အတွက်ပတ်စံ300ဘတ်နဲ့เนาะဒါပတ်စံ300ဘတ်နဲ့ကျွန်တော်စတင်ပြီးတော့မဝင်ဖို့အတွက်တောင်မှကျွန်တော်မှာပတ်စံ300တော့မရှိဘူးเนาะမရှိဘူးเนาะဒါပေမဲ့ကျွန်တော်အလုံးမရှိတဲ့လူတွေပတ်စံ300ဆိုတာခက်ခဲတယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်ဆိုလို့ရှိရင်လည်းဒါပတ်စံ300ကိုသူများရှိရကျွန်တော်ခဏရှိပြီးတော့ကျွန်တော်အသိဝင်ကြီး300ဘတ်ဝင်ခဲ့တယ်တကယ်လို့ဒီပတ်စံကကျွန်တော်သုံးလိုက်မယ်ဆိုလို့ရှိရင်ကုန်သွားမှာပဲကျွန်တော်ကြားပြောက်သွားမယ်ဆိုရင်လည်းဆုံးရှုံးရမှာပဲဒီနေ့ဆက်စမောမှာဒါကျွန်တော်မဝင်ခဲ့မယ်ဆိုလို့ရှိရင်တေးချတယ်ကျွန်တော်အတွက်အသားမခံကြီးရှိတယ်ကျွန်တော်နော်ဆက်မောမှာမအောင်မြင်လဲကျွန်တော်တည်သွားခဲ့မယ်ဆိုရင်တော့မှကျွန်တော်ရဲ့မိသားစုကိုဒီပတ်စံသိန်းနဲ့ပြန်ပြီးတော့နော်ဒါပြန်ပြီးတော့ထောက်ပံ့ပေးလို့ရတယ်ဆိုတဲ့အနေနဲ့ကျွန်တော်အစတင်ပြီးတော့မဝင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးမဝင်ပြီးတဲ့ခါမှာကျွန်တော်ဆိုရင်ဆက်စမောမှာသူများတွေထင်တယ်ဆက်စမောမှာကြိုးစားတဲ့ခါမှာဆိုလို့ရှိရင်အခက်အခဲတွေအများကြီးရှိတယ်ပြဿနာတွေအများကြီးရှိတယ်လို့ထင်တာဒါပေမဲ့ကျွန်တော်တို့အဲ့ဒီအခက်အခဲတွေကြားမှာကျွန်တော်တို့ဘဝအတွက်ကြီးမားတဲ့အောင်မြင်မှုတွေရှိတယ်ဆိုတာလူတိုင်းမသိလို့ဖြစ်တယ်ပေါ့နော်ဒါကျွန်တော်ကိုယ်တိုင်လည်းအတူတူပဲကျွန်တော်ဆိုလို့ရှိရင်အဲ့လိုမျိုးဝင်ပြီးတဲ့ခါမှာကျွန်တော်ရဲ့ညီပြတွေကကျွန်တော်ကိုဘာမောရုံးမှာခေါ်သွားပြီးတော့ရီစတက်အခန်းထဲမှာပေါ့နော်ပညာတွေသွားရောက်ပြီးတော့လေးလာခိုင်းခဲ့တယ်ပေါ့နော်ဒါသွားပြီးတော့လေးလာကြည့်တဲ့ခါမှာကျွန်တော်ကိုယ်တိုင်လည်းဘာမောရုံးမှာသွားပြီးတော့လေးလာကြည့်တယ်အဲ့ဒီမှာဘာမောရုံးမှာကျွန်တော်သွားပြီးတော့လေးလာကြည့်တဲ့ခါမှာဆိုလို့ရှိရင်ဒါအခုလက်ရှိမှာအောင်မြင်နေတဲ့ Black Diamond Leader ကြီးကိုမင်းကျော်ဦးတို့နော် Blue Diamond Leader ကြီးမဆူလာဝင်းတို့ Blue Diamond Leader ကြီးကိုဆမ်းမင်းတို့ကိုကျွန်တော်အနေနဲ့တွေ့ခဲ့ရတယ်ပေါ့နော်leader ကြီးတွေမှာဆိုလို့ရှိရင်အခုလက်ရှိအောင်မြင်သွားတဲ့leader ကြီးတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့လိုမျိုးပဲเนาะမြန်မာပြည်သားတွေပဲတိုင်းတစ်ပါးမှာလာပြီးတော့အလုတ်လုတ်ကင်နေရင်းနဲ့เนาะတစ်ဖက်တစ်လမ်းကဝင်ငွေတွေရဖို့အတွက်ဒီနေ့ဆက်စမောမှာစူးစမ်းရင်းနဲ့အောင်မြင်သွားကြတဲ့ဝင်ငွေတွေလည်းအများကြီးပိုင်ဆိုင်ထားတယ်ဆိုတာကျွန်တော်အနေနဲ့သိခဲ့ရတယ်အဲ့ဒီလိုမျိုးအောင်မြင်သွားတဲ့သူတွေထဲမှာကျွန်တော်ထက်အသက်ကြီးတဲ့သူတွေရှိတယ်ကျွန်တော်ထက်အသက်ငယ်တဲ့ညီငယ်ညီမငယ်တွေကိုကျွန်တော်အနေနဲ့တွေ့ခဲ့ရတဲ့ခါမှာဆိုလို့ရှိရင်ဒီနေ့ဆက်စမောစီပွားကြီးကတကယ်လို့ရင်တကယ်ရတယ်ဆိုတာကိုကျွန်တော်အနေနဲ့ယုံကြည်မှုတွေအများကြီးရှိခဲ့ပါတယ်เนาะယုံကြည်မှုတွေအများကြီးရှိခဲ့တယ်အဲ့ဒီချိန်မှာဆိုလို့ရှိရင်ကျွန်တော်ယုံကြည်မှုတွေအများကြီးနဲ့အိမ်ကိုပြန်လာခဲ့တဲ့ခါမှာဆိုဒီနေ့ဆက်စမောစီးပွားရေးကကျွန်တော်ရဲ့ဘဝကိုပြောင်းလဲပေးမဲ့အခွင့်အလမ်းတစ်ခုဆိုတာကျွန်တော်ယုံကြည်ခဲ့တယ်ဒါကြောင့်ကျွန်တော်ယုံကပြန်လာပြီးတဲ့ခါမှာဆိုရင်ဒီနေ့ဆက်စမောစီးပွားရေးမှာကျွန်တော်ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူပေါ့နော်စတင်ပြီးတော့စူးစမ်းမယ်လို့ကျွန်တော်အနေနဲ့ဆုံးဖြတ်ချက်တွေရှာခဲ့ပါတယ်ခင်ဗျာနော်ကျွန်တော်စတင်ပြီးတော့စူးစမ်းတော့မယ်ဆိုတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာရင်းနှီးမြှုပ်နှံမှုရှိဖို့လိုအပ်ပါတယ်ရင်းနှီးမြှုပ်နှံမှုမရှိဘဲနဲ့ကျွန်တော်တို့ကဘယ်စီးပွားရေးမှာတွားပြီးတော့လှုပ်လို့မရပါဘူးခင်ဗျာဒါကြောင့်ကျွန်တော်ဆက်မောစီးပွားရေးမှာဝင်ဖို့တောင်မှကျွန်တော်မှာပတ်စံမရှိဘူးဆိုရင်ဒီကနေ့ကျွန်တော်ဆက်မောစီးပွားရေးမှာအဲ့စက်ကတီစီးပွားရေးအကြီးစားကိုခြေရဝင်တယောက်ဖြစ်ဖို့အတွက်ကျွန်တော်ရွေးချယ်ဖို့အတွက်ကျွန်တော်မှာအခက်အခဲကကြီးမားဆုံးအခက်အခဲတစ်ခုဖြစ်ခဲ့တယ်ဒါကြောင့်ကျွန်တော်ဆိုရင်ပတ်စံမရှိပေမဲ့လည်းဒီနေ့ဆက်မောမှာကျွန်တော်ရင်းနှီးမြှုပ်နှံမှာကျွန်တော်အောင်မြင်မှုကိုကျွန်တော်ရမှာဖြစ်တယ်ကျွန်တော်ကမရင်းနှီးမမြှုပ်နှံရဲဘူးဆိုလို့ရှိရင်သိကြတယ်ကျွန်တော်အောင်မြင်မှုကိုလည်းရမှာလည်းမဟုတ်ဘူးကျွန်တော်ကမရင်းနှီးမမြှုပ်နှံရဲလို့မဟုတ်ပါဘူးရင်းနှီးမြှုပ်နှံရဲပါတယ်ဒါပေမဲ့ကျွန်တော်ကရင်းနှီးဖို့အတွက်ပတ်စံမရှိဘူးပေါ့နော်ဒါကြောင့်ကျွန်တော်ရဲ့ညီကိုမောင်နှမတွေရှိမှသွားပြီးတော့ကျွန်တော်အကူအညီတောင်းခဲ့တယ်နော်ကျွန်တော်ဆက်မောမှာရင်းနှီးမြှုပ်နှံဖို့အတွက်ကျွန်တော်ပတ်စံသွားပြီးတော့အကူအညီတောင်းတဲ့ခါမှာကျွန်တော်ရဲ့ညီကိုမောင်နှမတွေကဆိုရင်ဒီနေ့ကျွန်တော်သုံးဖို့အတွက်နော်ကျွန်တော်မိဘကိုပြန်ပြီးတော့ပို့ပေးဖို့အတွက်ဆိုလို့ရှိရင်တော့ကူညီပေးမယ်ဒါပေမဲ့ကျွန်တော်စီးပွားရေးလုပ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်ရဲ့ညီကိုမောင်နှမတွေကကျွန်တော်ကိုမကူညီပေးနိုင်ဘူးလို့ပြောခဲ့တယ်ပေါ့နော်ဒါအဲ့ဒီချိန်မှာဆိုရင်ကျွန်တော်အဲ့လိုမျိုးပြောခဲ့တဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်လည်းအခွင့်အလမ်းကတကယ်ဒီစီးပွားရေးခွင့်လန်းကိုလောက်ရင်တကယ်အောင်မြင်မယ်ဆိုတာကျွန်တော်အနေနဲ့တီးခဲ့ရတဲ့အတွက်ကျွန်တော်စီကိုရောက်လာတဲ့အခွင့်အလမ်းကိုကျွန်တော်
ဘလို့အခက်ခဲကြောင်းထဲမှာကျွန်တော်လက်လွတ်အဆုံးရှုံးမခံဘူးလို့ကျွန်တော်ကိုဂီပေးခဲ့တယ်ဒါကြောင့်မို့လို့ကျွန်တော်ပတ်စံမရှိတဲ့ဂျားတွေကနေပြီးတော့ဒါကျွန်တော်အလုပ်ပြန်စီးတဲ့เนาะဒါကျွန်တော်ရဲ့ဆိုင်ကယ်ကိုကျွန်တော်ရောင်းလိုက်တယ်ကျွန်တော်ရဲ့ဆိုင်ကယ်ကိုကျွန်တော်ရောင်းပြီးတဲ့ခါမှာဆိုရင်ဒါကျွန်တော်ရဲ့မိဘကိုတစ်ဝက်ပြန်ပို့ပေးတယ်ကျန်တဲ့တစ်ဝက်မှာဆိုလို့ရှိရင်เนาะဒါကျွန်တော်ဆက်စမောစီးပွားရေးမှာခြေရဝင်အကြီးစားဖြစ်ပေါ့เนาะဒါပထမတစ်ပတ်ရုံးမှာသွားပြီးတော့လေ့လာပြီးတဲ့ခါမှာဆိုရင်နောက်ထပ်ဒုတိယတစ်ပတ်မှာဆိုရင်နှစ်ပတ်အတွင်းမှာပဲ executive လို့ခေါ်တဲ့စီးပွားရေးအကြီးစားကိုအောင်မြင်ဆုံးနဲ့ပဲကျွန်တော်အနေနဲ့ခြေရဝင်တယောက်ဖြစ်เนาะဖွင့်လှစ်နိုင်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်လူတိုင်းမှာအခက်ခဲရှိတာပဲကျွန်တော်လည်းအခက်ခဲတွေကြားရကပဲဒီနေ့အောင်မြင်မှုတွေရအောင်ကြိုးစားခဲ့တာပဲပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီလိုမျိုးအခက်ခဲတွေတွေ့လို့နော်ဒီနေ့ဆက်စမောမှာကျွန်တော်တို့လာလုံးမှာအခက်ခဲတွေ့တာမဟုတ်ကျွန်တော်တို့အပြင်မှာနေစာလာကစားလုံးမှာလုံးနေတော့ကလည်းကျွန်တော်တို့မှာအခက်ခဲတွေအများကြီးရှိပါတယ်နော်ဒါကြောင့်ကျွန်တော်တို့အဲ့ဒီအခက်ခဲကိုနော်ကိုရှိကိုလာတဲ့အခွင့်အလမ်းကိုကျွန်တော်တို့မှာဆိုရင်အခွင့်အလမ်းကိုအခက်ခဲလို့မြင်မယ်ဆိုရင်တော့သိကြတယ်ကျွန်တော်တို့အဲ့ဒီအခက်ခဲထဲမှာပဲတစ်သက်လုံးနေရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ချီကိုရောက်လာတဲ့အခွင့်အလမ်းကိုကျွန်တော်ဘယ်တော့မှအခက်ခဲတစ်ခုလို့မမြင်ဘဲနဲ့ဒီနေ့လိုနေရာမျိုးကိုရောက်လာဖို့အတွက်ကျွန်တော်ကကြိုးစားခဲ့တာပဲဖြစ်တယ်နော်ဒါဆိုရင်ကျွန်တော်အတွက်စူးစမ်းဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ကနေစာလကစားလုံးမှာလောက်ကန်ခဲတဲ့တူဖြစ်တဲ့အတွက်ကျွန်တော်မှာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တယောက်ရဲ့အတွေးခေါ်တွေမရှိဘူးနော်ဘယ်လိုမျိုးတွေသွားရဘယ်လိုမျိုးတွေဆက်သွားရမှာလဲဘယ်လိုမျိုးတွေဆက်ပြီးတော့စူးစမ်းရမှာလဲဆိုတာကျွန်တော်မှာအတွေးခေါ်တွေမရှိပါဘူးခင်ဗျဒါကြောင့်အဲ့ဒီလိုအတွေးခေါ်တွေမရှိတဲ့အတွက်နောက်ထပ်ကိုဒီနေ့ဆက်စမောစီးပွားရေးကိုဘာကြောင့်လာပြီးတော့လောက်ကန်ရတာလဲဆိုတဲ့ကျွန်တော်တို့မှာဝိုင်းရှိဖို့လိုအပ်ပါတယ်အဲ့ဒီလိုတိကျပြတ်သားတဲ့ကျွန်တော်တို့မှာဝိုင်းရှိမှသာလေဒီနေ့ဆက်စမောစီးပွားရေးမှာအောင်မြင်မှာဖြစ်ပါတယ်ခင်ဗျနော်အောင်မြင်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မှာဒါတကယ်လို့ဝိုင်းမရှိဘူးဆိုရင်ကျွန်တော်တို့ဘယ်သူမှမအောင်မြင်နိုင်ဘူးเนาะဒါကြောင့်ကျွန်တော်ရဲ့ဘွားရဲ့ဒါဒိတ်ပယ်ချပွေခြင်းဒါဝိုင်းတွေကိုမသိရဖို့အတွက်ဒါကျွန်တော်ရဲ့နီးပြားကနေပြီးတော့ကျွန်တော်ကိုဝိုင်းပွဲမှာဒါကျွန်တော်စပြီးတော့လာတော့ဆိုကျွန်တော်ဝိုင်းပွဲခေါ်ခဲ့တယ်ကျွန်တော်လူတိတယောက်ပဲမမသမားတယောက်ပဲရှိသေးတယ်เนาะဒါပေမဲ့ကျွန်တော်ဘာမှမသိသေးဘူးမသိသေးပေမဲ့လည်းကျွန်တော်ကိုဒီနေ့ဆက်စမောစီပိုင်းမှာဆက်စမောကုမ္ပဏီကကျင်းပပေးတယ်ဒါ CEO ကိုတိုင်လာပြီးတော့မျှဝေပေးတယ်ပေါ့เนาะဒါဝိုင်းပွဲကိုကျွန်တော်သွားပြီးတော့ကျွန်တော်ရဲ့နီးပြားကသွားပြီးတော့တက်ခိုင်းခဲ့တာဖြစ်တယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်အဲ့ဒီပွဲကိုသွားဖို့အတွက်လည်းကျွန်တော်မှာပတ်စံမရှိဘူးပတ်စံမရှိလဲလက်မဝယ်ဖို့တော့မှကျွန်တော်မှာပတ်စံမရှိဘူးပေါ့เนาะဒါပေမဲ့လက်မဝယ်ဖို့ပတ်စံမရှိပေမဲ့ကျွန်တော်ရဲ့နီးပြားကကျွန်တော်ကိုဒီနေ့လက်မဖို့ပတ်စံရှိပေးခဲ့တယ်လက်မဖို့ပတ်စံရှိပေးခဲ့ပြီးတဲ့ခါမှာတကယ်လို့ညီအလုပ်ရတဲ့ခါမှာဆိုလို့ရှိရင်အလုပ်လုပ်ပြီးတဲ့ခါမှာပတ်စံပြန်ပြီးတော့ရတဲ့ခါကျလို့ရှိရင်ဒါအခုကိုပြန်ပြီးတော့ပေးဆိုပြီးတော့ကျွန်တော်ကိုလက်မဖို့ရှိပေးခဲ့တယ်ပေါ့နော်အဲ့လိုမျိုးလက်မှတ်ဖို့ရှိပေးခဲ့တဲ့ခါမှာဆိုကျွန်တော်အဲ့ဒီဝိုင်းပွဲကိုရောက်သွားခဲ့တယ်ဒီဝိုင်းပွဲဆိုတာကကျွန်တော်တို့ရဲ့ဘဝရဲ့အတိတ်ပဲရှာဖွေခြင်းဖြစ်တယ်ကျွန်တော်တို့ဘာကြောင့်မွေးဖွားလာတာလဲကျွန်တော်တို့ဘာကြောင့်အသက်ရှင်နေထိုင်ရတာလဲဆိုတော့ကျွန်တော်တို့ရဲ့ဝိုင်းနေเนาะကျွန်တော်တို့ဘုဒ္ဓအတွက်အလုံးလုံးနေတာလဲကျွန်တော်တို့ရဲ့ဝိုင်းတွေကိုတိတိကျကျပြက်သားသားเนาะပြောပြပေးတဲ့တင်ပြပေးတဲ့ဝိုင်းပွဲဖြစ်ပါတယ်ခင်ဗျเนาะဒီဝိုင်းပွဲမှာကျွန်တော်ရောက်ရှိသွားတဲ့ခါမှာဆိုလို့ရှိရင်ဒါကျွန်တော်ဘဝရဲ့တော့တန်မိုးတွေကိုလည်းကျွန်တော်သိခဲ့ရတာပဲဖြစ်တယ်။ဒါကြောင့်ကျွန်တော်အနေနဲ့အဲ့ဒီဝိုင်းပွဲမှာသွားပြီးတော့တက်ရောက်ခွင့်ရတဲ့အခါမှာဆိုရင်ဒါထိုင်းစကားမှာဆိုလို့ရှိရင်သိတဲ့စကားတွေလည်းရှိတယ်မသိတဲ့စကားတွေလည်းရှိတယ်နားလည်တဲ့အရာတွေလည်းရှိတယ်နားမလည်တဲ့အရာတွေလည်းရှိတယ်။တချို့လူတွေကဆိုလို့ရှိရင်သူတို့ရဲ့ဝိုင်းတွေကိုတွေ့သွားပြီးတဲ့အခါမှာဆိုလို့ရှိရင်တော့မျက်ရည်တွေကျပြီးတော့ငိုနေကြတာမျိုးတွေကျွန်တော်အနေနဲ့တွေ့မြင်ခဲ့ရတဲ့အဲ့ဒီလိုမျိုးတွေ့မြင်ခဲ့ရတဲ့အချိန်မှာဆိုလို့ရှိရင်ဒီလူတွေကဘာဖြစ်လို့ငိုနေကြတာလဲပေါ့နော်ဒါကျွန်တော်ရဲ့စိတ်ထဲမှာတွေးမိတယ်ကျွန်တော်ရဲ့နီးပြကိုလည်းကျွန်တော်မြင်မိတယ်ဒီနေ့ဝိုင်းတင်တန်းပွဲခန်းတာမှာပေါ့နော်ဒီလူတွေကဘာကြောင့်မို့လို့ငိုနေရတာလဲပေါ့နော်ဘာဖြစ်လို့ဘာအတွက်ကြောင့်ငိုနေရတာလဲဆိုတာကိုကျွန်တော်အနေနဲ့မသိတဲ့အတွက်ကျွန်တော်နီးပြကိုမေးကြည့်တဲ့အခါမှာဒီလူတွေဘာကြောင့်ငိုတာလဲဆိုလို့ရှိရင်သူတို့ရဲ့ဝိုင်းကိုနော်တိကျပြတ်သားတဲ့သူတို့ရဲ့ဝိုင်းကိုသူတို့တွေးမြင်ခဲ့တဲ့အတွက်သူတို့ငိုနေကြတာဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကဘာဖြစ်လို့ဝိုင်းမရှိတာလဲကျွန်တော်မှဘာကြောင့်ဝိုင်းမရှိတာလဲနော်ကျွန်တော်ကိုယ်တိုင်လည်းမသိခဲ့ဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့အလုပ်တစ်ခုလုပ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့မှာတိကျပြတ်သားတဲ့ဝိုင်းရှိဖို့လိုအပ်တယ်ပေါ့နော်ဒါအောင်မြင်မှုတစ်ခုကိုလိုရှိနေဆိုရင်ကျွန်တော်တို့မှာဝိုင်းမရှိဘူးအယူဆုံးဝိုင်းကိုမရှာဖွေဘဲနဲ့ကျွန်တော်တို့ရလက် reset ကိုပဲရှာဖွေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရလက်တွေရဖို့အတွက်အလုပ်တွေစူးစမ်းတဲ့အခါမှာအလုပ်တွေလုပ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့မမျှော်လင့်ထားတဲ့အခက်အခဲတွေပြဿနာတွေနော်အဲ့ဒီလိုမျိုးအရာတွေနဲ့ကျွန်တော်တို့ကြုံတွေ့ရတဲ့အခါမှာဆိုရင်ကျွန်တော်တို့မှာခိုင်မာတဲ့ဝိုင်းမရှိတဲ့အတွက်တိကျပြတ်သားတဲ့ဝိုင်းမရှိတဲ့အတွက်ကျွန်တော်တို့မှာခံနိုင်ရရှိမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့အလုပ်တစ်ခုလုပ်တဲ့ခါမှာဆိုရင်ကျွန်တော်တို့အတွက်ပေါ့နော်ဒါတိကျပြတ်သားတဲ့ဝိုင်းရှိအောင်အရင်ဆုံးရှောက်ပြရမှာပဲဖြစ်တယ်ဒါကျွန်တော်ကိုယ်တိုင်လည်းဝိုင်းမရှိရဘူးဒါကြောင့် CEO ကနေပြီးတော့စင်မြင့်ထက်ပေါ်ကနေပြီးတော့ပြောတယ်တကယ်လို့ဝိုင်းမရှိတဲ့သူတွေဆိုလို့ရှိရင်နော်မျက်စိလေးကိုခဏလောက်လေး
မိတ်ကြည့်လိုက်ပါနော်ဒါမျက်စိလေးကိုခဏလောက်လေးမိတ်ကြည့်လိုက်ပါဒါဆိုရင်မျက်စိခဏမိတ်ကြည့်လိုက်တဲ့ခါမှာဆိုလို့ရှိရင်မိမိတို့ရဲ့ဝိုင်းတွေကိုတွေ့မြင်ရမှာပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်မှာဝိုင်းမရှိတဲ့အတွက်ကျွန်တော်ရဲ့ဝိုင်းကဘာဆိုတာလဲကျွန်တော်မသိခဲ့တဲ့အတွက်ပေါ့နော်ဒါကျွန်တော်လည်းမျက်စိခဏမိတ်ကြည့်လိုက်တယ်အဲ့ဒီမျက်စိမိတ်ကြည့်လိုက်တဲ့အခါမှာဆိုရင်ခဏလေးပေါ့နော်ဒါမျက်စိမိတ်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်เนาะဒါကျွန်တော်ရဲ့ဝိုင်းတွေကိုကျွန်တော်အနေနဲ့ဒါတွေ့မြင်ခဲ့ရတာပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ရဲ့ဝိုင်းကကျွန်တော်ချစ်တဲ့သူတွေတော့စီယူကပြောတယ်ကိုယ့်ရဲ့ဘဝမှာကိုတန်ဖိုးထားဆုံးဆိုတဲ့သူတွေကဘာတူလဲကိုအရှိဆုံးဆိုတဲ့သူတွေကဘာတူလဲเนาะဒါဆိုလို့ရှိရင်အဲ့ဒီလူတွေကကိုယ့်အတွက်အဲ့ဒီအရာဒီကိုယ့်ရဲ့ဝိုင်းမဲလို့စီယူကနေပြီးတော့ပြောခဲ့တယ်ခင်ဗျာเนาะပြောတဲ့ခါမှာဆိုကျွန်တော်မျက်စိမိတ်ကြည့်တဲ့ခါမှာဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ဝိုင်းကပါဆိုလဲဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့အိမ်ပြရှင်တွေကိုပေါ့နော်ဒါစောင့်မျှော်နေတယ်ဒါကျွန်တော်ရဲ့မိဘနှစ်ပါးကိုပေါ့နော်ဒါကျွန်တော်ရဲ့မျက်စိထဲမှာတွေ့မြင်ခဲ့ရတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီနေ့ထိုင်းနိုင်ငံမှာလာပြီးတော့အလုပ်လုပ်ခဲ့တာ10နှစ်เนาะ10နှစ်ကျော်သွားခဲ့ပြီဒါပေမဲ့ကျွန်တော်လက်ရှိကျွန်တော်မအောင်မြင်သေးဘူးကျွန်တော်မပြန်နိုင်သေးဘူးเนาะကျွန်တော်ရဲ့မိဘတွေဆိုတာလဲမြန်မာပြည်မှာအခုလိုမျိုးပေါ့နော်ဒါတောင်သူလယ်သမားတွေဖြစ်တဲ့အတွက်လယ်ထဲမှာအလုပ်လုပ်နေရတော့မယ်တော့ဒါကြောင့်မို့လို့ကျွန်တော်ဆိုလို့ရှိရင်ဒီထိုင်းနိုင်ငံမှာလာပြီးတော့အလုပ်လုပ်ခဲ့တယ်အလုပ်တွေစူးစမ်းခဲ့တယ်ကျွန်တော်အလုပ်တွေစူးစမ်းခဲ့ပြီးမဲ့လည်းဒါပေမဲ့လည်းကျွန်တော်ပတ်စံနေရှာပေးနေုံနဲ့ကျွန်တော်တောင်းဝင်ကြည့်နေပြီလို့ကျွန်တော်ထင်လာခဲ့တာကျွန်တော်ကိုယ်တိုင်လည်းပြောတော့အလုပ်စူးစမ်းနေတယ်ပြောပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းအရင်မှအလုပ်မနာရဘူးနောက်ပိုင်းမှာကြံခဲ့တဲ့ကျွန်တော်ရဲ့မိသားစုကြတော့လေအလုပ်နာလို့မရသေးဘူးဒါဆိုရင်ကျွန်တော်ဘယ်နေရာမှာသွားပြီးတော့စူးစမ်းနေတာလဲဒါဆိုလို့ရှိရင်ကျွန်တော်ဘယ်နေရာမှာသွားပြီးတော့လုပ်နေတာလဲပေါ့နော်ဒါဘယ်နေရာမှာသွားပြီးတော့ကြိုးစားနေပြောတော့ကျွန်တော်ကြိုးစားတယ်ဆိုပြီးတော့ကျွန်တော်ဘယ်နေရာမှာသွားပြီးတော့ကြိုးစားနေတာလဲဆိုတာတိတိကျကျမသိခဲ့ဘူးပေါ့နော်ဒါကြောင့်ကျွန်တော်ပြန်ပြီးတော့မေးတယ်ဒါဆိုရင်ကိုယ့်ရဲ့မိဘတွေကိုပြည့်ပြည့်စုံစုံနဲ့ထားပေးရှင်နဲ့ပြောပြီးတော့ဒါဆိုလို့ရှိရင်ကျွန်တော်ဘယ်နားမှာသွားပြီးတော့ကြိုးစားနေတာလဲကျွန်တော်ဘယ်နားမှာသွားပြီးတော့လုပ်နေတာလဲဆိုတာကိုကျွန်တော်ပြန်ပြီးတော့မေးခဲ့တယ်ပေါ့နော်တကယ်လို့ဒါကျွန်တော်ကြိုးစားတဲ့နေရာမှန်ကန်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့မိဘတွေအခုလိုမျိုးပြင်မနဲ့စစ်ရဲနဲ့အလုပ်လုပ်ကြစရာမလိုတော့ဘူးလို့ကျွန်တော်အနေနဲ့ယုံကြည်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ရဲ့ wine တွေကိုကျွန်တော်မြင်ရတဲ့ခါမှာဆိုရင်ဒါကျွန်တော်ရဲ့အိမ်ပြရှင်တွေကိုစောင့်မျှော်နေတဲ့ကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ရဲ့မျက်လုံးထဲမှာတွေးမြင်ရတဲ့ခါမှာဆိုရင်ကျွန်တော်လည်းအဲ့ဒီပွဲခမ်းမထဲမှာကျွန်တော်ကိုယ်တိုင်လည်းငိုခဲ့ရတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့နိုင်ငံသားကိုထွက်လာတဲ့ခါမှာကျွန်တော်တို့အားလုံးမှာဆိုလို့ရှိရင်ကျွန်တော်တို့ချစ်တဲ့ကျွန်တော်တို့ရဲ့အဖေတွေနော်ကျွန်တော်တို့အားလုံးချစ်တဲ့အမေတွေကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတွေကျွန်တော်တို့ရဲ့တသားမိမိတွေကိုကျွန်တော်တို့အားလုံးခွဲခွာပြီးတော့เนาะသားသမီးရှိတဲ့မိဘတွေဆိုရင်လည်းကိုယ့်ရဲ့သားသမီးတွေကိုခွဲခွာပြီးတော့ဒီနေ့နိုင်ငံသားတွေမှာလာပြီးတော့အလုပ်လုပ်ကြတယ်เนาะကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်မိဘကိုဂတိပေးခဲ့တယ်အဖေနဲ့မိကိုပြင်းပြင်းစုံစုံနဲ့ထားပေးနိုင်တဲ့တနေ့ကျရင်ကျွန်တော်မြန်မာပြည်ကိုပြန်လာခဲ့မယ်ဆိုပြီးတော့ကျွန်တော်အဲ့လိုဂတိတွေကျွန်တော်ထက်ကကျွန်တော်ပေးပြီးတော့ထိုင်းနိုင်ငံကိုရောက်အောင်ကျွန်တော်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်ထိုင်းနိုင်ငံမှာနှစ်ဒေတာအများကြီးကြာသွားခဲ့တယ်ဒါပေမဲ့ကျွန်တော်မိဘကိုကျွန်တော်ရဲ့မိဘအနာကိုကျွန်တော်လည်းမပြန်နိုင်ခဲ့ဘူးပေါ့နော်မပြန်နိုင်ခဲ့ဘူးဒါဆိုလို့ရှိရင်တော့ဒါကျွန်တော်စူးစမ်းတဲ့နေရာမမှန်ကန်ခဲ့တဲ့အတွက်တစ်ခါတလေကြာလို့ရှိရင်ကျွန်တော်ကစူးစမ်းတယ်ကျွန်တော်ရဲ့ရည်မှန်းချက်တွေကိုကျွန်တော်အကောင့်ထဲပေါ်နေရင်းနဲ့သူများရဲ့ရည်မှန်းချက်တွေသူများရဲ့အိမ်မက်တွေကိုကျွန်တော်သွားပြီးတော့အကောင့်ထဲပေါ်ပေးနေတယ်ဆိုတာကျွန်တော်အနေနဲ့မေးခဲ့တယ်ခင်ဗျာနော်ဒါကြောင့်ကျွန်တော်တို့လူအများစုကဒီနေ့လူအများစုကကိုယ့်ရဲ့ရည်မှန်းချက်တွေကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နေတယ်လို့နဲ့သူများရဲ့ရည်မှန်းချက်သူများရဲ့အိမ်မက်တွေကိုကျွန်တော်တို့ကသွားပြီးတော့အကောင့်ထဲပေါ်ပေးနေတယ်ဆိုတာကိုကျွန်တော်တို့အားလုံးကမေးနေကြတယ်ခင်ဗျာဒါကြောင့်ဒီထဲမှာရှိတဲ့မိသားစုတွေအားလုံးကိုကျွန်တော်အနေနဲ့ပြောချင်တာကနော်ဒါကျွန်တော်တို့အားလုံးမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ရည်မှန်းချက်ကိုအိမ်မက်တွေကိုအကောင့်ထဲပေါ်နေတဲ့သူတွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်သိကြတယ်ကျွန်တော်တို့ဘဝကအခုချိန်မှာဆိုရင်ပြောင်းလဲနေလောက်ပြီဒါဆိုကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေအိမ်မက်တွေကိုအကောင့်ထဲပေါ်နေရင်းနဲ့သူများရဲ့ရည်မှန်းချက်သူများရဲ့အိမ်မက်တွေကိုကျွန်တော်တို့တွေ့သွားပြီးတော့အကောင့်ထဲပေါ်ပေးနေတာဘယ်နှစ်နှစ်ရှိသွားပြီလဲနော်ထိုင်းနိုင်ငံမှာဒီကနေ့နေခဲ့တာကျွန်တော်တို့ဘယ်နှစ်တောင်ရှိသွားပြီလဲကျွန်တော်တို့တည်ရှာလေးပြန်ပြီးတော့စဉ်းစားကြည့်ပါပြန်ပြီးတော့တွေးကြည့်ပါတကယ်လို့ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကျွန်တော်တို့ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်နေတာမှန်ကန်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကျွန်တော်တို့ရဲ့အိမ်မက်တွေပြည့်စုံနေပြီပေါ့ဒီချိန်မှာဟုတ်တယ်မဟုတ်လားဒါဆိုရင်ကျွန်တော်လည်းအတူတူပါပဲခင်ဗျာနော်ဒါကြောင့်ကျွန်တော်ရဲ့ရည်မှန်းချက်ကျွန်တော်ရဲ့အိမ်မက်တွေကိုကျွန်တော်အကောင့်ထဲပေါ်တာမဟုတ်ဘဲနဲ့သူများရဲ့ရည်မှန်းချက်သူများရဲ့အိမ်မက်ကိုကျွန်တော်အကောင့်ထဲပေါ်ပေးနေတာကိုဒီလောက်နဲ့ပဲကျွန်တော်တော်ပြီဒီလောက်နဲ့ပဲကျွန်တော်ရက်ပြီးတော့ကျွန်တော်ရဲ့ဒီနေ့ကစပြီးတော့ကျွန်တော်ရဲ့ရည်မှန်းချက်ကျွန်တော်ရဲ့အိမ်မက်ကိုပဲကျွန်တော်အကောင့်ထဲပေါ်တော့မယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့ဆုံးဖြတ်ချက်တွေချခဲ့တယ်ခင်ဗျနောက်ပြီးလို့ရှိရင်ကျွန်တော်
နော်နောက်ပြီးလို့ရှိရင်ဒါကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်ဒါ Facebook သုံးနေနေပေါ့နော်ဒါတွေ့ခဲ့တဲ့ဒါပုံလေးတချို့ပေါ့နော်ဒါကျွန်တော်အနေနဲ့ slide လေးထွက်လာပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒါစုပြစ်ခံရတဲ့ပေါ့နော်ဒါမိဘတွေရဲ့ဘဝပဲဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်စုပြစ်ခံရတဲ့မိဘတွေရဲ့ဘဝမှာဆိုကျွန်တော်တို့ထိုင်းနိုင်ငံမှာနေတဲ့မိသားစုတွေဆိုလို့ရှိရင်နော်အများစုတွေ့ရလိမ့်မယ်ခင်ဗျာနော်မိဘတွေပတ်စံမရှိတဲ့ခါမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အဖေကိုအဖေလို့မခေါ်ချင်ဘူးကိုယ့်ရဲ့အမေကိုအမေလို့မခေါ်ချင်တဲ့သူတွေအများကြီးရှိတယ်ကျွန်တော်တို့သွားတဲ့ဈေးတွေမှာကျွန်တော်တို့သွားတဲ့ကုန်တိုက်တွေမှာနော်နောက်ပြီးလို့ရှိရင်လမ်းဖြတ်ကူးတဲ့တရားတွေပေါ်မှာပေါ့နော်ပတ်စံတောင်းစားပတ်စံတောင်းနေရတဲ့အဖိုးတွေအဖွားတွေကိုကျွန်တော်တို့နေရာတွေ့နေရလိမ့်မယ်အဲ့ဒါဘာကြောင့်လဲဆိုရင်ထိုင်းလူမျိုးတွေကသူတို့မိဘတွေစီးရဲသွားတဲ့ခါမှာစီသူတို့ရဲ့မိဘတွေကိုမိဘလို့မတော်ရှင်ကြတော့ခင်ဗျာနော်ဒီမှာကျွန်တော်ပို့ပေးရတဲ့ slide မှာဆိုလို့ရှိရင်အဲ့ဒီမှာမင်းကြီးလေးနဲ့ဝိုင်းထားတဲ့အဖွားတယောက်ရှိတယ်နော်ချိုးတွေမှာဆိုလို့ရှိရင်သူတို့ရဲ့မိဘတွေကိုလက်တွဲပြီးတော့နော်ဖျားပေါ်မှာဖျားဆောင်တန်းပေါ်မှာလိုက်ပြီးတော့ပို့ပေးနေတဲ့အချိန်မှာအားငယ်နေတဲ့မျက်လုံးတွေနဲ့အားငယ်တဲ့အချီတွေနဲ့ကြည့်ပြီးတော့နော်တကယ်လို့အဲ့ဒီနေရာမှာဒါငါရဲ့သားသမီးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဘယ်တော့တောင်ကောင်းလိုက်မလဲနော်သူ့မှာဆိုလို့ရှိရင်လိုက်ပို့ပေးမယ်သားသမီးမရှိတဲ့အတွက်နော်အားကိုးရမဲ့နေတဲ့နော်မိဘတယောက်နေရာကနေပြီးတော့ရှိနေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်လည်းတွေးပြီးတော့ကြီးမိတယ်တကယ်လို့ဒါအဲ့ဒီနေရာမှာကျွန်တော်ရဲ့အမေဖြစ်ခဲ့မယ်ဆိုရင်တကယ်လို့အဲ့ဒီနေရာမှာဒါကျွန်တော်ရဲ့အဖေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဘယ်လိုခံစားရမလဲဘယ်လိုမျိုးရင်ပတ်မျိုးနဲ့ခံစားရမလဲဆိုတာကျွန်တော်အနေနဲ့တွေးကြည့်မိတယ်ပေါ့နော်တွေးကြည့်ပြီးတဲ့ခါမှာအလိုလိုနေနဲ့ဝမ်းနေခဲ့တယ်ပေါ့နော်နောက်ပြီးလို့ရှိရင်တချို့တွေဆိုလို့ရှိရင်အဖိုးတွေဖွားတွေဆိုရင်လမ်းဘေးမှာနော်အမိုက်တွေလိုက်ကောက်နေရတဲ့ဘူးတွေရေတန်းဘူးတွေအမိုက်တွေပေါ့နော်သူများမစားတော့တဲ့အရာတွေအဲ့လိုမျိုးတွေလိုက်ကောက်ပြီးတော့ဘဝမှာရှင်သန်လှုပ်ရှားနေရတဲ့အဲ့လိုမျိုးအသက်ကြီးတဲ့သူတွေတွေ့တဲ့အခါမှာဆိုလို့ရှိရင်ပို့ပြီးတော့မှဝန်နေမိတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာနော်အဲ့ဒီမှာအင်ကြီးအဖြူရောင်လေးနဲ့ပစိုးအစိမ်းရောင်လေးနဲ့နော်အဲ့ဒီအဖိုးတရားရဲ့ပုံကိုလူတိုင်းတွေ့ဘူးလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်ခင်ဗျနော်ဒီနေ့နေပူထဲမှာလိုက်ပြီးတော့အဲ့လိုမျိုးအကင်နေလိုက်ပြီးတော့ရောင်းနေတဲ့အခါမှာဆိုရင်တကယ်လို့အဲ့ဒီအဖိုးတယောက်ရဲ့နေရာမှာဒါကျွန်တော်ရဲ့အဖေဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်ဘယ်လောက်ထိတောင်မှကျွန်တော်ခံစားရမလဲနော်ဒီကမိသားစုတွေလည်းတွေးကြည့်ပါနောက်ပြီးလို့ရှိရင်အဲ့ဒီမှာဆိုလို့ရှိရင်တချို့တွေဆိုလို့ရှိရင်ကိုယ့်ရဲ့မိဘတွေရှိနေတဲ့အချိန်မှာဆိုရင်မကြွေးရှင်ဘူးကိုယ့်ရဲ့မိဘတွေရှိနေတဲ့အချိန်မှာဆိုရင်မပေးရှင်ဘူးနော်မကြွေးရှင်မပေးရှင်ဘူးနောက်ပြီးတော့မိဘတွေတည်သွားတဲ့ခါကျမှမိဘတွေရဲ့ဓာတ်ပုံရှိမှဒါကအဖေကြိုက်တယ်ဒါကအမေကြိုက်တယ်ဆိုပြီးတော့ကိုယ့်ရဲ့မိဘတွေရဲ့ဓာတ်ပုံရှိမှသွားပြီးတော့အစာတောက်တွေသွားပြီးတော့ရှာပေးတာမျိုးတွေရှိတယ်ဒါပေမဲ့မိဘတွေတည်သွားတော့မှအဲ့ဒီလိုမျိုးဓာတ်ပုံရှိမှကျွန်တော်တို့အားလုံးသွားပြီးတော့ရှာပေးထားမယ်ဆိုရင်စားလို့ရသေးလားခင်ဗျစားလို့မရတော့ကျွန်တော်တို့သွားပေးမယ်ဆိုရင်ယူလို့ရသေးလားခင်ဗျယူလို့မရတော့ခင်ဗျာဒါကြောင့်ကျွန်တော်တို့မိဘတွေယူနိုင်တဲ့အချိန်မှာပေးပါစားနိုင်တဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ကြွေးပါခင်ဗျာနော်သူတို့မယူနိုင်တဲ့အချိန်သူတို့မစားနိုင်တော့တဲ့အချိန်မှာကျွန်တော်တို့သွားပေးမယ်သွားကြွေးမယ်ဆိုလို့ရှိရင်လည်းအားလုံးကအလက်ကားပါပဲခင်ဗျာနော်ဒါကြောင့်ကျွန်တော်တို့မှာနော်စားနိုင်တောက်နိုင်တဲ့ယူနိုင်တဲ့မိဘတွေရှိသေးတယ်ဆိုရင်ဒီနေ့ဆက်ဆက်စမောစီဝိုင်းမှာကျွန်တော်တို့ကြိုးစားပါနော်ဒီနေ့ကျွန်တော်တို့ဆက်ဆက်မောမှာမအောင်မြင်လဲဘာမှမဖြစ်ဘူးကျွန်တော်မှအရှင်ရှိသေးတယ်ကျမမှအရှင်ရှိသေးတယ်ဆိုပြီးတော့အရှင်ဆွဲလို့ရသေးတယ်ဒါပေမဲ့ကျွန်တော်တို့ရှိတဲ့မိဘတွေကကျွန်တော်တို့ကိုဘယ်ချိန်ထိစောင့်နေမှာလဲကျွန်တော်တို့အောင်မြင်မှုကိုကျွန်တော်တို့ထိုင်ဆောင်နေလို့ရတယ်ကျွန်တော်တို့မိဘကကျွန်တော်တို့ကိုတတ်လုံးထိုင်ဆောင်နေမှာမဟုတ်ဘူးဟုတ်တယ်ဟုတ်လားလူတိုင်းကအသွေးသားနဲ့တည်ဆောက်ထားတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့မိဘတွေကျွန်တော်တို့ရှိတဲ့သူတွေကျွန်တော်တို့နားကနေပြီးတော့အချိန်မရွေးထွက်ခွာသွားနိုင်တယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့မိဘတွေကျွန်တော်တို့အနားမှာရှိနေတဲ့အချိန်မှာကျွန်တော်တို့ဆက်ဆက်စမောစီဝိုင်းမှာပို့ပြီးတော့ကြိုးစားရမယ်ပို့ပြီးတော့အလုံးလုံးရမယ်ခင်ဗျာဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ရှိတဲ့သူတွေအတွက်ဖြစ်တယ်ခင်ဗျာเอาပြီးလို့ရှိရင်ကျွန်တော်ဥပမာလေးစီကိုပြောတဲ့ပုံမြင်လေးတစ်ခုပြန်ပြီးတော့ပြောပြပေးမယ်ဒါကတော့ပုံမြင်မဟုတ်ဘူးเนาะဒါစီကိုရဲ့ဝိုင်းဖြစ်တယ်ပေါ့เนาะဒါစီကိုရဲ့ဝိုင်းကပါလဲဆိုလို့ရှိရင်ဒါသူ့ရဲ့အဖေကဆိုရင်သူငယ်တော့ဆိုလို့ရှိရင်သူကသွားပြီးတော့လဲရှင်တယ်เนาะဟိုနိုင်ငံမှာသွားလဲရှင်တယ်ဒီနိုင်ငံမှာသွားလဲရှင်တယ်ဒီຢာတွေစားရှင်တယ်ဟိုຢာတွေစားရှင်တယ်ဆိုလို့ရှိရင်စီကိုပြောတဲ့ခါမှာဆိုလို့ရှိရင်သူ့ရဲ့ဖေကိုစီယူကဘာပြန်ပြောခဲ့လဲဆိုရင်အဖေကျွန်တော်မှဒီချိန်မှာကျွန်တော်မအောင်မြင်သေးဘူးကျွန်တော်အဆင်မပြေသေးဘူးအဖေကိုလိုက်ပြီးတော့ပို့ပေးလို့မရသေးဘူးဆိုပြီးတော့အဲ့ဒီလိုမျိုးအချိန်တွေဆွဲခဲ့တယ်ဒီကနေ့စီယူအောင်မြင်လာပြီခင်ဗျနော်ဝင်ငွေတွေအများကြီးရနေပြီသူ့ရဲ့အဖေကိုသူကလိုက်ပြီးတော့သွားရှင်တဲ့သူ့ဖေသွားရှင်တဲ့နေရာတွေကိုသူလိုက်ပြီးတော့ပို့ပေးနိုင်နေပြီဒါပေမဲ့သူလိုက်ပို့ပေးနိုင်တဲ့အချိန်မှာသူဝယ်ပေးနိုင်တဲ့ခါမှာသူကျွေးနိုင်တဲ့ခါမှာသူ့ဖေကဒီကနေ့မှာနော်ကတင်ပေါ်မှာစိတ်ကူးတာခံရတဲ့လူနာတယောက်ဖြစ်နေပြီဒါပေမဲ့သူလိုက်ပို့ပေးနိုင်လဲသူ့ဖေမသွားနိုင်တော့ဘူးသူကျွေးနိုင်လဲပဲသူ့ဖေမစားနိုင်တော့ဘူးဒီကနေ့မှာဒါဆိုရင်ကျွန်တော်တို့ရဲ့မိဘတွေကိုကျွန်တော်တို့အဲ့လိုမျိုးနောက်ထပ်ဘယ်နှစ်တောင်မှစော့ခိုင်းအောင်ပါလဲကျွန်တော်တို့အောင်မြင်ဖို့အတွက်နော်ဘယ်နှစ်တောင်ထိုင်ဆောက်ခိုင်းအောင်ပါလဲဒါဆိုရင်ကျွန်တော်တို့တချို့တွေရှိတယ်ပေါ့နော်ကျွန်တော်တို့တွေသတိမထားမိတာဒီနေ့စစမောမှာအောင်မြင်နေတဲ့လီဒါကြီးတွေ
နော်တလားမှာဝင်ငွေတွေအများကြီးရနေတဲ့လေဒါကြီးတွေသူတို့အောင်မြင်မှုကိုမမြင်လဲရတဲ့သူတို့မိဘတွေရှိတယ်နော်သူတို့ရဲ့အောင်မြင်မှုကိုသူတို့မိဘတွေမမြင်လဲရဘူးခင်ဗျနော်သူတို့အောင်မြင်လို့ရလာတဲ့ဝင်ငွေတွေနဲ့သူတို့ရဲ့မိဘတွေကိုပြန်ပြီးတော့ကျွေးရှင်တယ်ပြန်ပြီးတော့ထောက်ပံ့ပေးရှင်တယ်ဒါပေမဲ့သူတို့မှာကျွေးစရာမိဘမရှိတော့ဘူးသူတို့ပေးတဲ့အိုင်ယာကိုယူမဲ့မိဘမရှိတော့ဘူးနော်ဒါဆိုရင်ဒါကျွန်တော်ရဲ့အဖွားပေါ့နော်ဒါကျွန်တော်ရဲ့အဖွားမှာဆိုရင်ဒါအခုလက်ရှိအမရာယာထုနဲ့နော်အမရာယာထုနဲ့ဝင်ငွေမှာဆိုရင်ဒါ2သိန်းဘတ်အထက်ကိုပိုင်ဆိုင်ထားတဲ့နော်ဒါကျွန်တော်ရဲ့အဖွားမိငယ်ပေါ့နော်ဒါကျွန်တော်ရဲ့အဖွားမှာဆိုလို့ရှိရင်လည်းသူ့မှာမိဘနှစ်ပါလုံးမရှိတော့အဖေလည်းမရှိတော့အမေလည်းမရှိတော့သူ့ရဲ့အဝိုင်းကိုပြောပြတဲ့ခါမှာဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းအမြဲတမ်းငိုခဲ့ရတယ်ဘာကြောင့်လဲဆိုရင်သူ့ရဲ့အောင်မြင်မှုကိုသူအားဆိုရင်ငငယ်တည်းကကျောင်းဝင်နေခဲ့ရတဲ့သူတယောက်ဖြစ်တဲ့စာတစ်လုံးမှမတက်ဘူးဒီကနေ့ဘာမှစကားလည်းမပြောတတ်ဘူးနော်ဘာမှစကားလည်းမပြောတတ်ဘူးဘာမှစာလည်းမရေးတတ်ဘူးဒါပေမဲ့စစမောစီဝိုင်းမှာအမရာယာထုနဲ့တလောက်ကိုဝင်ငွေ2သိန်းဘတ်အထက်ရအောင်ကြိုးစားနိုင်ခဲ့တယ်ကျွန်တော်ရဲ့ဖွာကဒါကြောင့်သူဟာဆိုလို့ရှိရင်ဒီလိုမျိုးအားနည်းချက်တွေအများကြီးတွေကနေပြီးတော့သူစူးစမ်းလာလို့ရလာတဲ့အောင်မြင်မှုကိုသူဟာသူ့ရဲ့မိဘတွေကိုပြန်ပြီးတော့ချပြရှင်တယ်ပြန်ပြီးတော့ပြောပြရှင်တယ်သမီးမအရင်ရှိမရှိပဲနဲ့တော့မှသမီးဒီကနေ့စစမောစီဝိုင်းမှာလောက်ကန်ခဲ့တာအခုလိုအောင်မြင်မှုတွေရခဲ့တယ်ဆိုတော့သူပြပေးရှင်တယ်ဒါပေမဲ့သူ့မှာပြစရာမိဘမရှိတော့ဘူးသူ့မှာလက်စလာတိုင်းဝင်ငွေတွေရနေတယ်အများကြီးရနေတယ်ဒါပေမဲ့သူပြန်ကျွေးဖို့အတွက်သူကျွေးတဲ့အရာတွေကိုစားဖို့အတွက်သူ့မှာမိဘမရှိတော့ဘူးသူဝယ်ပေးတဲ့အရာကိုလက်ခံပြီးတော့ယူပေးမဲ့မိဘမရှိတော့ဘူးဘယ်တော့မှရင်နာစရာကောင်းလဲနော်ဘယ်တော့မှကြည်ခွဲစရာကောင်းလဲကျွန်တော်တို့မိသားစုတွေစဉ်းစားကြည့်ပါကျွန်တော်တို့ဘဝလည်းအဲ့ဒီလိုမျိုးပဲနော်ကျွန်တော်တို့အောင်မြင်မှုကိုကျွန်တော်ထိုင်ပြီးတော့စောင့်နေမယ်ဆိုရင်ကျွန်တော်တို့ကျွေးနိုင်တဲ့အချိန်ကျွန်တော်တို့မိဘတွေမရှိတော့ဘူးကျွန်တော်တို့ပေးနိုင်တဲ့အချိန်ကျွန်တော်တို့ရဲ့မိဘတွေမရှိတော့ဘူးဆိုကျွန်တော်တို့ဘယ်သူ့ကိုသွားပြီးတော့ပေးမှလဲနော်ဒါဆိုရင်ကျွန်တော်တို့စူးစမ်းခဲ့တဲ့တွေကကောအလေကားပဲဖြစ်သွားပြီနော်အားလုံးကကျွန်တော်တို့စူးစမ်းခဲ့တဲ့မြကအားလုံးကဆိုလို့ရှိရင်တဲတဲရီသွန်လိုက်တယ်လို့မျိုးပဲအားလုံးကအလေကားဖြစ်သွားမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့မိဘတွေရှိနေတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဒါတန်ဖိုးထားပြီးတော့ပေါ့နော်ဒါတန်ဖိုးထားပြီးတော့ကျွန်တော်တို့အနေနဲ့အောင်မြင်မှုရဖို့အတွက်စူးစမ်းစိတ်ရှိနေနော်ဒီတိုင်းပဲကျွန်တော်စူးစမ်းနေတယ်ကျွန်မစူးစမ်းနေတယ်ဆိုပြီးကိုဂုံယူပြီးတော့ဒီလိုမျိုးအချိန်တွေမဆွဲနေပါနဲ့လို့ဒီကမိသားစုတွေအားလုံးကိုကျွန်တော်အနေနဲ့မရှိပါတယ်ခင်ဗျနော်ဘာကြောင့်လဲဆိုရင်ဒီနေ့ကျွန်တော်ကိုယ်တိုင်လည်းအခုလိုမျိုးဝိုင်းနေရှိခဲ့တဲ့အတွက်ဒီနေ့ဆက်ဆက်စမောစီဝိုင်းမှာအခုလိုမျိုးအောင်မြင်မှုတွေရအောင်စူးစမ်းနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်ဒီကနေ့ကျွန်တော်ဆိုရင်ဆက်ဆက်မောမှာစူးစမ်းလာခဲ့တာဆိုရင်ကျွန်တော်မှာနော် apply မရှိတော့ဘူးကျွန်တော်ဆက်ဆက်မောမှာလောက်တာတော့ဘတ်တောင်မပြည့်သေးဘူးကျွန်တော်ရဲ့ apply ကဆက်ဆက်စမောစီဝိုင်းမှာမလောက်တော့ဘူးခင်ဗျနော် apply ဒီမဲ့သားဆိုတော့မဟုတ်ပါဘူးကျွန်တော်ရဲ့ apply နောက်ထပ်9ဆင့်တောင်မှအလုံးမလောက်ပါဘူးခင်ဗျကျွန်တော်ရဲ့ apply ရှင်းစင်းနဲ့ကျွန်တော်ရှင်းဆက်ပြီးတော့အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်နော် apply မရှိပေမဲ့ဒီနေ့ဆက်ဆက်မော်စီဝိုင်းမှာအောင်မြင်နိုင်တယ်ခင်ဗျနော်ဒီကနေ့ဒီကရုထဲမှာရှိနေတဲ့မိသားစုတွေထဲမှာကို့မှာ apply မရှိလို့ကျွန်တော်အောင်မြင်နိုင်ပါမလားကျွန်မအောင်မြင်နိုင်ပါမလားဆိုပြီးတော့တွေးပူနေတဲ့မိသားစုတွေရှိခဲ့မယ်ဆိုရင်ကျွန်တော်အားပေးရှိပါတယ်ကျွန်တော်မှာ apply မရှိပါဘူး apply နောက်ထပ်9ဆင့်လဲအထက် apply နောက်ထပ်9ဆင့်လဲမရှိပါဘူးခင်ဗျဒါပေမဲ့ apply မရှိပေမဲ့လဲကျွန်တော်မှာတိကျပြတ်သားတဲ့ wine တွေရှိခဲ့တဲ့အတွက်ဒီကနေ့ကျွန်တော်ဆက်ဆက်စမော်စီဝိုင်းမှာအောင်မြင်မှုတွေရအောင်ကျွန်တော်စူးစမ်းနိုင်ခဲ့တာဖြစ်ပါတယ်နော်စူးစမ်းနိုင်ခဲ့တာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကစပြီးတော့ apply မရှိတဲ့သူတွေဒီကနေ့နားထောင်နေမယ်ဆိုလို့ရှိရင် apply မရှိလို့စိတ်တက်မကြပါနဲ့အားမငယ်ပါနဲ့လို့ကျွန်တော်အနေနဲ့တရားမိသားစုတွေကိုအားပေးရှိပါတယ်ခင်ဗျာနော်နောက်ပြီးလို့ရှိရင်နောက်ပြောလို့ရှိရင်ဒါကျွန်တော်ရဲ့ရင်ဘတ်ထဲမှာအထီးဆုံးနော်ဒါကျွန်တော်ရဲ့ wine တခုရှိတယ်ခင်ဗျာအဲ့ဒီ wine ကိုဒီကမိသားစုတွေအားလုံးပဲပေါ့နော်ဒါအာယိုလေးဆူဆက်ပြီးတော့နားထောင်ပေးစီရှိပါတယ်ခင်ဗျာနော်ဒါဆိုရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ wine ပြောတိုင်းမှာကျွန်တော်အခုလိုမျိုးကျွန်တော်ရဲ့ wine ပြောတိုင်းမှာဒီချက်ကိုကျွန်တော်လုံးဝနော်အပြည့်အဝနဲ့ကျွန်တော်ထည့်ပြီးတော့ပြောပေးတယ်ဘာကြောင့်လဲဆိုရင်လူတိုင်းမှာ wine ရှိဖို့လိုအပ်ပါတယ်နော်โอเคเนาะဒါဒီကနေ့မှာပေါ့เนาะတကယ်လို့ကျွန်တော်ဝိုင်းလာပြီးတော့မျှဝေပေးတဲ့အခါမှာဆိုလို့ရှိရင်တကယ်လို့နောက်အချိန်လေးပေါ့เนาะဒါနောက်ကျသွားတာရှိခဲ့မယ်ဆိုလို့ရှိရင်လည်းခွင့်လွှတ်ပေးစီချင်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီကမိသားစုတွေအားလုံးကိုကျွန်တော်ရဲ့ရင်ထဲကနေပြီးတော့တကယ်အပြည့်အဝရရှင်စိတ်နဲ့ပေးတာဖြစ်တယ်ပေါ့เนาะโอเคဒါဆိုလို့ရှိရင်နောက်ထပ် slide ပုံလေးတစ်ခုကျွန်တော်ပို့ပေးပါမယ်ခင်ဗျာเนาะဒါတော့ကျွန်တော်ရဲ့ရင်ပတ်ထဲမှာဒါလုံးဝဖြစ်တဲ့เนาะဒါကျွန်တော်ရဲ့ wine လေးပဲဖြစ်ပါတယ်ခင်ဗျာเนาะဒီမှာဆိုလို့ရှိရင်ဗာလဲဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ဆက်စမောစီပိုင်းမှာကျွန်တော်ကြိုးစားလာခဲ့တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တင်တန်းတွေတွားပြီးတော့တက်ရတယ်အဲ့ဒီလိုမျိုးတင်တန်းတွေကျွန်တော်တွားပြီးတော့တက်တဲ့အခါမှာဆိုလို့ရှိရင်ဒါအခု
ကျွန်တော်ပို့ထားတဲ့ဒီ slide လေးမှာဆိုလို့ရှိရင်ဒါတတိယနော်လောမောတန်တာမိတဲ့ဆိုတဲ့ slide လေးပဲဖြစ်တယ်။ဘာကြောင့်လဲဆိုဒီပုံထဲမှာရုပ်တရက်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ပြောနေတယ်လို့အားလုံးကနော်မြင်ကြလိမ့်မယ်ခင်ဗျ။ဒါပေမဲ့အားလုံးမြင်တာကျွန်တော်ရဲ့အပြုံးတွေပဲဖြစ်နေဒါပေမဲ့ကျွန်တော်ရဲ့ရည်ပတ်ထဲမှာအားလုံးမမြင်ပါဘူးအားလုံးမမြင်တွေ့နိုင်ပါဘူးခင်ဗျာနော်။ဘာကြောင့်လဲဆိုရင်အခုလိုမျိုးတွေကျွန်တော်တို့တင်နန်းတွေသွားပြီးတော့တက်ရတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့အတွက်အိတ်ဆရာနေရာကောင်းကောင်းတွေအိတ်ရတဲ့အစားတောက်တွေဆိုလို့ရှိရင်လည်းကောင်းကောင်းမွန်မွန်စားရတယ်ခင်ဗျအားလုံးတင်နန်းသွားပြီးတော့တက်ဖို့တဲ့သူတွေသိမှာဖြစ်ပါတယ်เนาะဒါကျွန်တော်ကိုယ်တိုင်ကဒီနေ့ဒီပုံလေးထဲမှာဆိုဘာကြောင့်လဲဆိုလို့ရှိရင်เนาะကျွန်တော်အခုလိုမျိုးတင်နန်းမှာသွားပြီးတော့တက်တဲ့ခါမှာဆိုလို့ရှိရင်ဒါထမင်းစားတဲ့ခါမှာဆိုရင်เนาะကျွန်တော်တို့ပြည့်ပြည့်စုံစုံနဲ့ပေါ့เนาะဒါအကောင်းဆုံးဆိုတဲ့အစားတောက်တွေကျွန်တော်တို့စားရတယ်နောက်ပြီးလို့ရှိရင်เนาะဒါကောင်းကောင်းမွန်မွန်เนาะတကယ်အစစ်တမ်းရှိရှိနဲ့ကျွန်တော်တို့စားတော့ရတယ်အဲ့လိုမျိုးစားတော့ရတဲ့ခါမှာဆိုရင်အခုလက်ရှိကျွန်တော်နဲ့အတူတူပေါ့နော်ဒါဘေးမှာထိုင်ပြီးတော့စားနေတဲ့သူတွေရှိတယ်အဲ့ဒီထဲမှာဆိုရင်ကျွန်တော်ရဲ့ညီကူမောင်တို့မှတရားမှမပါပါဘူးနောက်ပြီးလို့ရှိရင်ကျွန်တော်ရဲ့မိသားစုလည်းတရားမှမပါပါဘူးเนาะကျွန်တော်ရဲ့ရှင်မျိုးသားချင်းလည်းတရားမှမပါပါဘူးအားလုံးကသစိမ့်တွေကြီးပါပဲဒါပေမဲ့သစိမ့်တွေဆိုပေမဲ့ကျွန်တော်တို့ဒါဒုတိယမိသားစုတစ်ခုပါပဲဘာကြောင့်လဲဆိုရင်ကျွန်တော်ကိုဒုတိယမိသားစုရဲ့เนาะတကယ်နှွေးထွေးတဲ့မိသားတွေကိုအပြည့်အဝပေးနိုင်တဲ့လူပဲဖြစ်တာเนาะဒီဘက်ဘာကြောင့်ကျွန်တော်ရဲ့ရင်ထဲမှာထိတာလဲဆိုလို့ရှိရင်ကျွန်တော်ခုလိုမျိုးတွေအစားတောက်တွေပေါ့နော်ကောင်းကောင်းမွန်မွန်စားနေရတဲ့အချိန်မှာဆိုရင်ကျွန်တော်ရဲ့မိဘတွေကိုစားစစ်ရှင်တယ်ကျွန်တော်နေရတယ်လို့မျိုးနေစစ်ရှင်တယ်ကျွန်တော်စားရတယ်လို့မျိုးစားစစ်ရှင်တယ်ကျွန်တော်တို့ကဒီနေ့ထိုင်းနိုင်ငံမှာကောင်းကောင်းမွန်မွန်စားနေရပြီးတော့ဒါပေမဲ့ကျွန်တော်တို့ရဲ့မိဘတွေနော်ကောင်းကောင်းမွန်မွန်စားရရဲ့လားကျွန်တော်တို့သိလားမသိဘူးနောက်ပြီးလို့ရှိရင်ကျွန်တော်အဲ့ရတဲ့ခါမှာဆိုလို့ရှိရင်လည်းနော်အဲ့ရကုန်ခန်းထဲမှာနော်ဒီဆိုလို့ရှိရင်လည်းအကောင်းစားနော်မှုရနဲ့အကောင်းစားမှုရနဲ့အဲ့ရတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ဘာကြောင့်အဲ့လိုမျိုးတွေကောင်းကောင်းမွန်မွန်နေရတာမှဘာဖြစ်လို့ကျွန်တော်အနေနဲ့ရင်းထဲမှာခံစားရတာလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့မိမတွေကဆိုလို့ရှိရင်ကျွန်တော်ငယ်ငယ်လေးတွေကစစ်စင်ရဲနဲ့နေလာခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ရှိမှာကျွန်တော်ရဲ့မိဘတွေကဆိုလို့ရှိရင်နော်အိမ်မှာရှိနေတဲ့ဆောင်ပိုင်းလေးအိမ်မှာရှိနေတဲ့အဝိပိုင်းလေးကိုခင်းအိတ်တာပဲကျွန်တော်မြင်တွေ့ခဲ့ရဘူးတဲ့ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ဒီကနေ့အဲ့ဒီလိုမျိုးပေါ့နော်အိယာခင်းကောင်းကောင်းပေါ်မှာနော်အိယာကုန်းနဲ့အိယာကုန်းကောင်းကောင်းနဲ့အေးအေးလေးနဲ့အိယာတဲ့အချိန်မှာဆိုတကယ်လို့ဒါကျွန်တော်ရဲ့အပီတွေနော်ကျွန်တော်ရဲ့အပီနဲ့အမေတကယ်လို့ဒီပေါ်မှာအိတ်ခွင့်ရခဲ့မယ်ဆိုရင်ကျွန်တော်အနေနဲ့ဘယ်လောက်မှကြည့်မှုကောင်းလိုက်မလဲဘယ်လောက်မှပျော်ရွှင်ဖို့ကောင်းလိုက်မလဲပေါ့နော်ကျွန်တော်တွေးကြည့်မိတယ်ကျွန်တော်အခုလိုမျိုးထမင်းစားနေတဲ့အချိန်မှာအခုလိုမျိုးပေါ့နော်ဟင်းကောင်းကောင်းနေနဲ့ထမင်းစားနေတဲ့အချိန်မှာအစားတောက်ကောင်းကောင်းနေစားနေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီကနေ့ကျွန်တော်ရဲ့မိမတွေနဲ့ပေါ့နော်ကျွန်တော်ရဲ့ညီလေးတွေကျွန်တော်ရဲ့ညီမလေးတွေနဲ့အတူတူကျွန်တော်ထမင်းလက်စော်စားခွင့်ရမယ်ဆိုရင်ဘယ်တော့ကောင်းလိုက်မလဲကျွန်တော်မှမိဘတွေရှိနေရဲ့နဲ့မိဘတွေနဲ့အတူတူမနေနိုင်ဘူးမိဘတွေရဲ့အဝေးမှာကျွန်တော်တို့လာပြီးတော့အလုံးလုံးနေရတာအခုဆိုရင်10နှစ်တောင်မှကျော်သွားပြီအဲ့ဒါဘာကြောင့်လဲဆိုရင်ကျွန်တော်တို့မှမပြည့်စုံလို့ဖြစ်တယ်ပတ်စံကြောင့်ပဲကျွန်တော်တို့ခွဲခွာနေရတာဒီပတ်စံတွေကြောင့်ပဲဒီပတ်စံတွေကြောင့်ပဲကျွန်တော်တို့အလုံးလုံးနေတာအဲဆိုဒီချိန်မှာကျွန်တော်တို့မလုပ်သေးဘူးမကြိုးစားသေးဘူးလို့ရှိရင်ကျွန်တော်တို့မိဘတွေနဲ့ဘယ်ချိန်မှပြန်နေနိုင်မှာလဲကျွန်တော်တို့မိဘတွေနဲ့ဘယ်ချိန်မှပြန်ပြီးတော့စုံနိုင်မှာလဲကိုကနိုင်ငံခြားမှာရောက်နေလို့ကောင်းကောင်းစားရလို့ကောင်းကောင်းနေရကောင်းကောင်းဝေးနေရလို့ကျွန်တော်တို့ရဲ့မိဘတွေကိုမေ့ထားတဲ့ပုံစံမျိုးအနေထားမျိုးမလုပ်ပါနဲ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရှိသူတွေကကျွန်တော်တို့ကိုအမြဲတမ်းစောင့်မျှော်နေတယ်အဲ့ဒါဟုတ်လားကျွန်တော်တို့ပြည့်စုံနေပြီမဲ့ကျွန်တော်တို့မိသားစုတွေဆိုလို့ရှိရင်မှဆိုလို့ရှိရင်အခုချိန်မှဆိုပို့ပြီးတော့မှဆိုသေးတယ်ခဏနေဟိုရွာမှာတိုက်ပွဲတွေဖြစ်လိုက်ခဏနေဒီရွာမှာတိုက်ပွဲတွေဖြစ်လိုက်ကျွန်တော်ဆိုလို့ရှိရင်စိတ်ပူရတယ်ကျွန်တော်မိသားစုတွေကိုကျွန်တော်တို့ရဲ့ရွာကြီးမှာပဲအဲ့လိုမျိုးတွေဖြစ်နေတာဆိုတော့ကျွန်တော်တို့ကတော့ဒီမှာအဲကိုနေနဲ့ပန်ကာတွေနဲ့အေးအေးဆေးဆေးညကြီးမှာဆိုလို့ရှိရင်နှင်းနှင်းဆက်ဆိုင်နဲ့အိတ်နေရတဲ့အချိန်မှာနောက်ပိုင်းမှာကြံခဲ့တဲ့ကျွန်တော်တို့ရဲ့မိသားစုတွေစိုးရိမ်စိတ်တွေနဲ့နော်ကြောက်လန့်စိတ်တွေနဲ့နေရတဲ့အဖြစ်မျိုးကိုကျွန်တော်တို့အဲ့လိုမျိုးပြန်ပြီးတော့ကြားရတဲ့ခါမှာကျွန်တော်တို့နေလို့ပြောလာကျွန်တော်လည်းနေလို့မပြောဘူးဘာကြောင့်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့မိသားစုတို့ပြန်ပြီးတော့တွေးကြည့်မိတယ်အဲ့ဒီနေရာမှာဆိုကျွန်တော်ဥပမာတစ်ခုပြောချင်တာကဘာလဲဆိုလို့ရှိရင်နော်
တိုင်းကိုဆိုင်မျိုးမင်းလက်ပေါ့နော်ဒါကျွန်တော်တို့အားလုံးလည်းသိပါတယ်ဒီတိုင်းကိုဆိုင်မျိုးမင်းလက်ကသူတင်ပေးတဲ့တော့တင်ထဲမှာဆိုကျွန်တော်သွားပြီးတော့တက်တဲ့ခါမှာဆိုဒီနေ့မှာသူ့ရဲ့သားလေးကကျောင်းကိုသွားတယ်ကျောင်းကိုသွားတဲ့ခါမှာဆိုလို့ရှိရင်သူ့ရဲ့သားလေးကိုသူကကျောင်းမှာသွားကြို့တယ်ကျောင်းမှာသွားကြို့တဲ့ခါမှာဆိုရင်မိုးတွေကလည်းအရန်မှရွာတယ်နော်အဲ့ဒီညမှာဆိုရင်အဲ့ဒီနေ့မှာဆိုရင်လေတွေလည်းအရန်မှတိုက်တယ်မိုးတွေအရန်ရွာပြီးတော့လေတွေအရန်တိုက်တဲ့အခါမှာဆိုလို့ရှိရင်သူ့ရဲ့သားကိုသူကျောင်းမှာမဖြစ်မနေသွားပြီးတော့ကြိုရမယ်ဟိုမှာဆိုလို့ရှိရင်ကျောင်းမှာသူ့ရဲ့သားစောင့်ရဖြစ်တဲ့အတွက်တကယ်လို့အဲ့ဒီနေရာမှာပါနော်သူ့ရဲ့သားမဟုတ်ဘဲနဲ့တငယ်ချင်းတယောက်ရဲ့ပါတီပွဲတွေနော်မွေးနေ့ပွဲတွေအဲ့လိုမျိုးတွေဖြစ်ခဲ့မယ်ဆိုသူ့အနေနဲ့အကြောင်းပြချက်တွေအများကြီးပေးမှာပဲကျွန်တော်တို့လည်းနော်ကျွန်တော်တို့အသက်နဲ့လဲပြီးတော့ကျွန်တော်တို့သွားမှာလားအဲ့ဒီအဲ့လိုမျိုးပြောဝဲရှင်ပွဲတွေရှိခဲ့မယ်ဆိုရင်ဒါပေမဲ့ဖခင်တယောက်အနေနဲ့သားသမီးကိုဘယ်လောက်ထိရှိလဲဆိုလို့ရှိရင်ဘယ်လောက်ပဲမိုးတွေရောဘယ်လောက်ပဲလေတွေတိုက်တိုက်ရောက်သွားခဲ့တယ်နော်ကားမောင်းနေရင်လမ်းမှာလေတွေတိုက်လို့အပင်ကြီးတွေလဲကြတယ်ကားမောင်းပြီးတော့သွားလို့မရတော့ဘူးဒါဆိုကားမောင်းပြီးတော့သွားလို့မရပေမဲ့အဲ့ဒီကားကိုရက်ခဲ့ပြီးတော့ကားပေါ်ကဆင်းပြီးတော့လမ်းလျှောက်ပြီးတော့သူ့ရဲ့သားစီကိုရောက်အောင်သွားတယ်ဒီလောက်လေတွေမိုးတွေတိုက်နေတဲ့ထဲကသူ့ရဲ့အသက်သေးပါစေဆိုပြီးတော့သွားခဲ့တယ်သူ့ရဲ့သားစီကိုရောက်တကယ်လို့ကျွန်တော်တို့ရှိတဲ့ကျွန်တော်တို့ရဲ့အဖေကျွန်တော်တို့ရဲ့အမေအဲ့ဒီနေရာမှာရှိခဲ့မယ်ဆိုရင်လည်းကျွန်တော်တို့လည်းရောက်အောင်သွားမှာပဲခင်ဗျဟုတ်လားအဲ့ဒီလူတွေကကျွန်တော်တို့ဘဝအတွက်အရေးကြီးဆုံးလူတွေကျွန်တော်တို့ဘဝမှာတန်ဖိုးထားရဆုံးလူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီနေရာကိုရောက်အောင်သွားမှာဖြစ်တယ်တကယ်လို့ကျွန်တော်တို့တငယ်ချင်းရဲ့ပျော်ပွဲရှင်ပွဲတွေဆိုကျွန်တော်တို့မရောက်လဲဘာမှဖြစ်ဘူးတငယ်ချင်းကိုပြန်တောင်းပန်လို့ရတယ်ခင်ဗျဒါကြောင့်ဒီနေ့ဆက်စမောစီဝိုင်းမှာကျွန်တော်တို့လာလုပ်တဲ့အခါမှာဆိုရင်မိဘတယောက်ကတော့မှကိုသားသမီးကိုအသက်နဲ့လဲပြီးတော့ကျွန်တော်တို့ကိုမွေးဖွားခဲ့ပြီးဒါပေမဲ့ဆက်စမောစီဝိုင်းမှာကျွန်တော်တို့ရဲ့မိဘတွေအတွက်ကျွန်တော်တို့ရဲ့ဘဝတွေပြောင်းလဲဖို့ကျွန်တော်လာယူတော့စူးစမ်းတဲ့အချိန်မှာကျွန်တော်တို့အသက်တွေပေးစရာမလိုပါဘူးကိုမိဘကိုအသက်နဲ့လဲပြီးတော့ကျွန်တော်တို့ရှစ်ခဲ့ပြီးရှစ်ပြခဲ့ပြီးကျွန်တော်တို့ကိုယ်တိုင်ကတော့အဲ့ဒီလိုမျိုးရှစ်ပြဘူးလားကျွန်တော်တို့မိဘနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အသက်သေးပါစေဆိုပြီးတော့ရှင်းပြခဲ့ဘူးလားကျွန်တော်တို့မိဘတွေရှင်းပြခဲ့ပြီးကျွန်တော်တို့သူတို့ရဲ့အသက်တက်ပိုရှိပါတယ်ဆိုပြီးတော့ဒါဆိုကျွန်တော်တို့ဆက်စမောစီဝိုင်းမှာလဲကျွန်တော်တို့အသက်သေးသွားပါစေကျွန်တော်တို့ကြိုးစားရလိမ့်မယ်ကျွန်တော်တို့လောက်ရလိမ့်မယ်ကျွန်တော်တို့ရှင်းတဲ့သူတွေအတွက်ဆက်စမောမှာလုပ်ရင်းနဲ့တည်သွားတဲ့သူတွေတရားမှမရှိဘူးဆက်စမောမှာလုပ်ရင်းနဲ့ရှင်းတော့ကြိုးရတဲ့သူတွေလက်ကြိုးသွားတဲ့သူတွေနော်ခြေထောက်ဖြတ်လိုက်ရတဲ့သူတွေလက်ဖြတ်လိုက်ရတဲ့သူတွေဘယ်သူမှမရှိဘူးခင်ဗျကိုယ့်ရဲ့ရှိမှလည်းတကယ်လုပ်ရင်တကယ်ရတယ်ဆိုတာလဲကိုယ့်ရဲ့ခေါင်းဆောင်တွေလီဒါတွေညီးပြတွေကအားလုံးကကျွန်တော်တို့ရဲ့ရှိမှလုပ်ပြသွားပြီးပြီကျွန်တော်တို့ကိုယ်တိုင်လိုက်လုပ်ရုံပဲကျွန်တော်တို့အားလုံး copy ယူပြီးတော့လိုက်လုပ်ရုံပဲနောက်ကနေပြီးတော့ဒါဆိုကျွန်တော်တို့ပြောတော့ကျွန်တော်တို့အဖေရှိတယ်ဆိုကျွန်တော်တို့အမေရှိတယ်ဆိုပြောတော့ကိုယ့်ရဲ့မိဘအတွက်တောင်မှကျွန်တော်တို့မစွန့်စားရသေးဘူးမလုပ်ရသေးဘူးမကြိုးစားသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရှိတာဘယ်နားမှာသွားပြီးတော့ရှိတာလဲအဲ့တော့ကျွန်တော်တို့သွားပြီးတော့ရှိနေတာဘယ်နားမှာသွားပြီးတော့ရှိနေတာလဲကိုမိဘအတွက်တောင်မှကိုမစွန့်စားရတဲ့စိတ်တွေမရှိသေးဘူးဆိုရင်ဒီလိုမျိုးပဲကျွန်တော်တို့နေစားလုံးမှာပဲတစ်သက်လုံးချစ်ချင်နဲ့ကြီးနဲ့လုပ်နေမှာလားနော်တကယ်လို့ကျွန်တော်တို့နေစားလုံးမှာနောက်ထပ်10နှစ်ထပ်ကြိုးစားလဲကျွန်တော်တို့ကမအောင်မြင်နိုင်ဘူးဒါဆိုနောက်ထပ်10နှစ်နေစားလုံးမှာထပ်ပြီးတော့လုပ်မယ်ဆိုရင်နောက်ထပ်10နှစ်ကျွန်တော်တို့ရှိတဲ့မိသားစုနဲ့ထပ်ပြီးတော့ဝေးနေအောင်ပါကျွန်တော်တို့ရှိတဲ့အဖေမေနဲ့ထပ်ပြီးတော့ဝေးနေအောင်ပါတချို့လူတွေရှိတယ်အဖေတီတာလည်းမပြန်ရဘူးအမေတီတာလည်းမပြန်ရဘူးနိုင်ငံရေးတွေဖြစ်နေလို့တော့ယောဂတွေဖြစ်နေလို့ဆိုပြီးတော့တကယ်လို့ပြန်သွားခဲ့မယ်ဆိုရင်လည်းပြန်လာလို့မရတော့ဘူးဆိုပြီးတော့ပြန်လို့မရတဲ့သူတွေရှိတယ်ကျွန်တော်ရဲ့တငယ်ချင်းတွေကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ကြုံတွေ့ခဲ့မှုတဲ့အဲ့လိုမျိုးဒါဆိုသူတို့ရဲ့နေရာမှာကျွန်တော်တို့ဝင်ပြီးတော့ခံစားကြည့်လိုက်ကျွန်တော်တို့အဆင်ပြေတဲ့ဒီနေ့မှပြန်မယ်ကျွန်တော်တို့ပြည့်စုံတဲ့ဒီနေ့မှပြန်မယ်ဆိုပြီးတော့အဲ့လိုမျိုးကျွန်တော်တို့မမျှော်လင့်ထားတဲ့အချိန်မှာအကြောင်းတစုံတရာတစ်ခုကြောင့်အဲ့လိုမျိုးမမျှော်လင့်ထားတဲ့အရာတွေဖြစ်လာခဲ့တဲ့အခါမှာကျွန်တော်တို့ဘယ်လိုမျိုးရင်ဆိုင်မှာလဲဒါကြောင့်အဲ့ဒီအရာတွေကိုကျွန်တော်တို့မမျှော်လင့်ထားတဲ့အရာတွေမဖြစ်လာခင်မှာကျွန်တော်တို့အနေနဲ့ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်ကျွန်တော်တို့ရှိတဲ့သူတွေနဲ့အတူတူပြန်နေရဖို့အတွက်အကြောင်းဒီရရှိတဲ့ညီကိုမောင်နှမတွေမိသားစုတွေအားလုံးကိုကျွန်တော်ဒီနေ့ပြောချင်တာကကျွန်တော်တို့မှာကျွန်တော်တို့ရှိတဲ့သူတွေကျွန်တော်တို့ဘဝမှာတန်ဖိုးထားရဆုံးသောသူတွေတန်ဖိုးဖြတ်လို့မရတဲ့သူတွေဒီကနေ့မှာကျွန်တော်တို့ဘဝမှာကျွန်တော်တို့အားလုံးရဲ့ဘဝမှာရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဆက်စမောမှာကြိုးစားပါသူတို့အတွက်
ကိုတယောက်တည်းအတွက်ပဲတကူကောင်းဆန်ပြီးတော့ဆက်စမောမှာကြိုးစားတဲ့သူတွေမအောင်မြင်ဘူးမြဒီနေ့ဆက်စမောစီပိုင်းကမိဘအတွက်နော်သားသမီးအတွက်ဆိုပြီးတော့အဲ့လိုမျိုးရည်ရွယ်ပြီးတော့ကြိုးစားတဲ့သူတွေပဲဒီနေ့ဆက်စမောမှာအောင်မြင်တာခင်ဗျကိုယ့်အတွက်ကိုကြိုးစားတဲ့ခါမှာဆိုလို့ရှိရင်ရလည်းမရတဲ့ခါမှာဆိုလဲဘာမှမဖြစ်ဘူးလေဟုတ်လားကျွန်တော်ဒီလားမရလဲနောက်လာပေါ့နောက်လာမရလဲနောက်လာပေါ့ဆိုပြီးတော့အဲ့လိုမျိုးရရဲကင်းတဲ့စိတ်တွေဖြစ်လာတယ်ကျွန်တော်တို့မှာလားအိမ်မက်တွေဒီမက်ချက်တွေတိကျပြတ်သားနေမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီတိုင်းနေလို့မရတော့ဘူးကျမဒီတိုင်းနေလို့မရတော့ဘူးဟုတ်လားကျွန်တော်ဒီတိုင်းနေသွားခဲ့မယ်ဆိုကျွန်တော်မိဘနဲ့ထပ်ပြီးတော့ဝေးနေရအောင်ပါကျမမိဘနဲ့ထပ်ပြီးတော့ဝေးနေအောင်ပါဆိုတဲ့စိတ်နဲ့ဆက်စမောမှာပို့ပြီးတော့ကြိုးစားတယ်ပို့ပြီးတော့လုပ်တယ်ဒါတော့ဒီနေ့ကျွန်တော်ဆက်စမောမှာလာပြီးတော့ကြိုးစားတဲ့ခါမှာဆိုကျွန်တော်တို့တန်ဖိုးထားဆုံးဆိုတဲ့သူတွေအတွက်ပဲကြိုးစားပါကိုပဲကိုတယောက်တည်းအတွက်ပဲကြည့်ပြီးတော့မကြိုးစားနဲ့ကိုတယောက်တည်းအတွက်ပဲကြည့်ပြီးတော့ကြိုးစားတဲ့ခါမှာဆိုရင်အခက်ခဲနည်းနည်းပါတွေ့ရတဲ့ခါမှာဆိုရင်ငါမအောင်မြင်လဲဘာမှမဖြစ်ပါဘူးဆိုတဲ့စိတ်တွေဝင်လာနိုင်တယ်တကယ်လို့ကိုယ့်ရဲ့မိသားစုအတွက်ကိုရှိတဲ့အပြင်တွေအတွက်လာပြီးတော့ကြိုးစားတဲ့ခါမှာဆိုရင်ငါမအောင်မြင်လို့မရဘူးငါအောင်မြင်မှရမယ်ငါအောင်မြင်မှငါရဲ့မိသားစုကိုကောင်းကောင်းမွန်မွန်ထားပေးနိုင်ပါဆိုတဲ့အတိတရားတစ်ခုအတိတရားတစ်ချက်ကိုယ့်ရဲ့အတွေ့အကြုံမှာဝင်လာတဲ့ခါမှာဆိုရင်ဘလို့အခက်ခဲပဲလားဘလို့ပြဿနာပဲလားကျွန်တော်တို့အနေနဲ့ရင်ဆိုင်ကြော်လာဖြစ်သားနိုင်မှာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းတူပဲအဲ့ဒီ wine တွေကျွန်တော်ဘဝမှာရှိခဲ့တဲ့အတွက်ဒီကနေ့ကျွန်တော်ဆက်စမောစီးပွားရေးမှာကြုံတွေ့ခဲ့ရတဲ့အခက်ခဲပေါင်း16,000ကိုကျွန်တော်အနေနဲ့ရင်ဆိုင်ကြော်လာဖြစ်သားနိုင်ခဲ့တာဖြစ်တယ်ဒါတော့ကျွန်တော်နေ့လကစားလုံးမှာเนาะဒါလုတ်ကန်ခဲ့တဲ့ပုံလေးပဲဖြစ်ပါတယ်ဒါကျွန်တော်နေ့စားလုံးမှာဆိုလို့ရှိရင်10နှစ်တိเนาะကျွန်တော်လုတ်ကန်ခဲ့ပူပါတယ်နေ့စားလုံးမှာဆိုရင်ကျွန်တော်လုတ်မျိုးစုံကိုပြောင်းပြီးတော့လုတ်ခဲ့ပူပါတယ်ကျွန်တော်နေ့စားလုံးမှာဆိုရင်ဒါစက်ယုံလည်းလုတ်ပူတယ်เนาะဒါအေယာကွန်စက်ယုံနေမုတ်ယုံနေနောက်ပြီးလို့ရှိရင်စက်ကူယုံနေနောက်ပြီးလို့ရှိရင်ကျွန်တော်ဈေးမှာလည်းဈေးရောင်းမှုတယ်ပေါ့နော်ဒါအခုလက်ရှိဒါပခုံဌာနီမှာတလားထိုင်းဈေးမှာဆိုလို့ဈေးဆိုင်မှာလည်းကျွန်တော်ဈေးရောင်းတဲ့အလုပ်ကိုလည်းလုပ်ခဲ့ပူပါတယ်ဒါပေမဲ့ကျွန်တော်အလုပ်တွေဘလောက်ပဲပြောင်းခဲ့ကျွန်တော်ရဲ့ဘဝမှာဘာတစ်ခုမှတိုးတက်ပြောင်းလဲလာမှုမရှိခဲ့ဘူးခင်ဗျာဒါကြောင့်ကျွန်တော်တို့အားလုံးအားဆိုလို့ရှိရင်ဒီကနေ့အလုပ်တွေဘလောက်ပဲကြိုးစားကျွန်တော်တို့အတွက်ကြိုးစားတဲ့နေရာမှန်ကန်မှသာလေကျွန်တော်တို့နေရာမှန်ဘဝမှန်ကိုကျွန်တော်တို့အနေနဲ့ပိုင်ဆိုင်ရမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ကကြိုးစားတာကကျွန်တော်တို့သူများအတွက်နော်သူများနေစားလက်ကစားလို့မှာပဲကျွန်တော်တို့သွားပြီးတော့ကြိုးစားနေမယ်ဆိုရင်သူများဘဝတွေပဲအောင်မြင်သွားမှာဖြစ်တယ်သူများတွေပဲချမ်းသာသွားမှာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ကချမ်းသာလာမှာမဟုတ်ဘူးညာဒါကြောင့်ကျွန်တော်တို့အားလုံးအနေနဲ့နော်ကျွန်တော်တို့ကိုယ်တိုင်ဒီနိုင်ငံမှာ10နှစ်လုံးနေစားလို့မှာလုပ်ပြီးမှဆက်စမောစီးဝါးရေးကိုလာပြီးတော့တွေ့ခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်လူမျိုးဒီရရှိတဲ့ညီငယ်ညီမငယ်တွေအားလုံးအချိန်တွေအများကြီးမကုန်ဆုံးရလေအောင်ဒီကနေ့မိမိတို့ရရှိထားတဲ့အခွင့်အလမ်းဒီမိမိတို့ဘဝအတွက်နော်မိမိတို့ဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တဲ့စီးပွားရေးအခွင့်အလမ်းတစ်ခုဖြစ်တာဖြစ်တဲ့အတွက်ဒီနေ့ဆက်စမောစီးပွားရေးကိုရေယုံကြည်နဲ့ကြိုးစားပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းပေးရှင်နေခင်ဗျနော်ဘာကြောင့်လဲဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးဒီလိုအခွင့်အလမ်းတွေမတွေ့ခဲ့လို့အခုလိုမျိုးတွေအချိန်တွေအများကြီးကြာခဲ့တာဖြစ်တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ရုံးမှာသွားပြီးတော့လေးလာလဲဒါပြန်လည်ပြီးတော့လက်တွေ့လှုပ်ဆောင်မှုတွေလုပ်တဲ့ရုံးကပြန်လာပြီးတဲ့ခါမှာဆိုလို့ရှိရင်ဒါအိုင်ရှဲစာအုပ်လေးအုပ်နေပေါ့နော်ဒါကိုအခန်းပေးနာကမိတ်ဆွေတွေတကယ်ချင်းတွေကိုယ့်ရဲ့ညီကိုမောင်နှမတွေသူတို့ရဲ့အခန်းတွေမှာကျွန်တော်ကိုယ်တိုင်အဲ့ဒီအိုင်ရှဲစာအုပ်လေးကန်ပြီးတော့နော်ကိုတီးတဲ့လောက်လေးကိုတက်တဲ့လောက်လေးပြန်လဲပြီးတော့မျှဝေပေးတယ်ဟုတ်မီတီတွေပြန်လုပ်တယ်နော်ဘာမောင်ရုံးမှာသွားတဲ့ခါမှာဆိုရင်လည်းလူရည်တွေများလို့ရုံးထဲမှာမဆန်းတော့လို့ဆိုပြီးတော့ရုံးရဲ့အပြင်ဘက်မှာသွားပြီးတော့ပညာတွေမျှဝေပေးတဲ့ခါမှာဆိုရင်နေရာမရှိဘူးညတစ်ပင်အောက်မှာတိရွက်တွေခင်းပြီးတော့ထိုင်ရတယ်ကျွန်တော်နေရာကောင်းကောင်းရှိမှမျှဝေပေးမယ်အေယာကွန်ခန်းထဲမှာနေရာမှာကျွန်တော်မျှဝေပေးမယ်ပန်ခါရှိမှကျွန်တော်မျှဝေပေးမယ်ဆိုပြီးတော့အဲ့လိုနေရာရွေးခဲ့မယ်ဆိုရင်အခုလိုမျိုးကောင်းတဲ့နေရာကိုကျွန်တော်ကြောက်ရှိမှာမဟုတ်ကျွန်တော်တို့အဆိုးဆုံးဆိုတဲ့နေရာတွေကိုကျွန်တော်တို့အရင်ဆုံးလက်ခံပြီးမှအကောင်းဆုံးဆိုတဲ့နေရာကိုကျွန်တော်တို့အနေနဲ့ပိုင်ဆိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အခုလက်ရှိစူးစမ်းနေတဲ့အချိန်မှာကျွန်တော်တို့ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေစိုးသည်ဖြစ်စေစိုးသည်ဖြစ်စေကျွန်တော်တို့အနေနဲ့လက်ခံနိုင်အောင်ကြိုးစားပါတနည်းကျရင်ဒီထက်ပိုပြီးတော့အကောင်းဆုံးဆိုတဲ့အရာတွေကိုကျွန်တော်တို့အနေနဲ့ပိုင်ဆိုင်ရမှာဖြစ်တယ်နော်ဒီကနေ့ကျွန်တော်တို့အဲ့လိုမျိုးတွေကျွန်တော်ကိုယ်တိုင်ပြန်လည်ပြီးတော့လက်တွေ့လှုပ်ဆောင်မှုတွေနဲ့လုပ်တဲ့ခါမှာဆိုကျွန်တော်အနေနဲ့ဘာတွေကြုံတွေ့ခဲ့ရလဲဆိုလို့ရှိရင်ညှင်းဆန်မှုတွေပေါ့နော်ဒါညှင်းဆန်မှုတွေကျွန်တော်တို့နေခံနေရှိရမယ်ဘလို့ညှင်းဆန်တာလဲဆိုရင်ကျွန်တော်တို့ online ပေါ်မှာပြဝေပေးတဲ့ခါမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ကိုဆဲသွားတဲ့သူတွေရှိတယ်ကျွန်တော်တို့ကိုဘလော့သွားတဲ့သူတွေရှိတယ်နော်အဲ့လိုလူမျိုးကျွန်တော်တို့မှာတွေ့ရတာဖြစ်တယ်လူတိုင်းမှာဆိုလို့ရှိရင်ကျွန်တော်လူချင်းတူတယ်စိတ်ချင်းမတူကြဘူးဒီလူကငါပြောပြတာကိုသူကလက်မခံတဲ့အတွက်ကျွန်တော်တို့မှာစိတ်ထဲမှာခံစားနေရမှာမဟုတ်ဘူးဝမ်းနည်းနေရမှာမဟုတ်ကြွေကွဲနေရမှာမဟုတ်ကိုခွင့်လန်းမျှဝေပေးတဲ့အခါမှာအခွင့်လန်းကိုအခွင့်လန်းလို့မမြင်ဘဲနဲ့
နောက်ဆုတ်သွားတဲ့သူတွေကိုကျွန်တော်တို့ကြည့်ပြီးတော့ဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းအတူတူပဲเนาะကျွန်တော်မခံစားခဲ့ဘူးကျွန်တော်ကိုဘယ်သူတွေဘလောက်ပဲပြောဘလောက်ပဲဆဲကျွန်တော်အစဲခံနိုင်တယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်ဘဝပြောင်းလဲဖို့အတွက်နော်ကျွန်တော်မိသားစုပြောင်းလဲဖို့အတွက်ကျွန်တော်အစဲခံနိုင်ရမယ်ဒီနေ့ဆက်ဆက် small မှာလာလို့တဲ့သူအများစုอ่ะဆိုရင်သူများတွေ line ပေါ်မှာဆဲတာပဲဖြစ်နော်အပူတွေပါမဟုတ်ပါဘူးဘာညာနဲ့အဲ့လိုမျိုးပြောတဲ့ခါမှာဆိုလို့ရှိရင်အစဲမခံနိုင်ဘူးဒီနေ့ကျွန်တော်ဆက်ဆက် small မှာလာလို့မှကျွန်မဆက်ဆက် small မှာလာလို့မှကျွန်မကိုအစဲခံရတယ်ကျွန်တော်ကိုအစဲခံရတယ်ဆိုပြီးတော့ one နဲ့ကြေကွဲနေတဲ့သူတွေရှိတယ်နော်အဲ့ဒီလိုမျိုးလုပ်ရက်တွေကအရမ်းမှမှားယွင်းတဲ့လုပ်ရက်တွေဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဆက်ဆက်မောမှာလုပ်နေတဲ့ကကျွန်တော်တို့နေစာလုံးမှာလုပ်တဲ့ကကျွန်တော်တို့ကိုဝဏတွေကဆဲတယ်၊ဖူချီကန်တွေကဆဲတယ်၊ကျူစီတွေကဆဲတယ်ဟုတ်တော့လားကျွန်တော်တို့အဆဲခံနိုင်သေးတာပဲသူများလုံးမှာတော့မှသူများဘဝအောင်မြင်ဖို့သူများဘဝပြောင်းလဲဖို့တော့မှကျွန်တော်တို့အဆဲခံနိုင်သေးတာပဲဒီနေ့ကိုဘဝတစ်ခုလုံးပြောင်းလဲမဲ့အခွင့်အလမ်းမှာစီးပွားရေးမှာဘာကြောင့်ကျွန်တော်တို့အဆဲမခံနိုင်ရမှာလဲဟုတ်လားကျွန်တော်ကိုယ်တိုင်လည်းအတူတူပဲကျွန်တော်နေစာလုံးမှာအစဲခံခဲ့တာ10နှစ်ကျွန်တော်ဘဝမပြောင်းလဲခဲ့ဘူးဒါပေမဲ့ဆက်ဆက်စမောစီးပွားရေးမှာကျွန်တော်အစဲခံခဲ့တာကျွန်တော်10လပဲကျွန်တော်ဘဝနေစာလုံးသမားဘဝကနေပြီးတော့လွတ်မြောက်ခဲ့တယ်ခင်ဗျကျွန်တော်တို့ဒါဆိုလို့ရှိရင်10နှစ်ကျွန်တော်တို့အစဲခံမှာလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့10လပဲကျွန်တော်တို့အစဲခံမှာလားကျွန်တော်တို့ရွေးချယ်ကြည့်ပါကျွန်တော်တို့မှာဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်ဒါ10နှစ်လုံးလုံးအစဲခံပြီးပြီကျွန်တော်ဘဝမပြောင်းလဲခဲ့ဘူးဒါပေမဲ့ကျွန်တော်10လပဲကျွန်တော်အစဲခံတယ်သူများအပြောခံပြီးတော့ကျွန်တော်မှအောင်မြင်ခဲ့တာဖြစ်တယ်ပေါ့နော်ဆက်ဆက်မောင်မှာကျွန်တော်10လပဲလောက်ကန်ခဲ့တာဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်ပို့ပေးမယ်ကျွန်တော်သွားပြီးတော့ message မျှဝေပေးတဲ့ခါမှာ line ပေါ်မှာအစဲခံရတယ်လို့အပြင်မှာလည်းအစဲခံရပါတယ်ခင်ဗျာနော်အပြင်မှာဘယ်လိုမျိုးစဲခံရလဲဆိုရင်ကျွန်တော် group မျိုးပေါ့နော်သွားပြီးတော့အခန်းမှာသွားပြီးတော့မျှဝေပေးတဲ့ခါမှာဆိုလို့ရှိရင်တော်ပြီးတော့မျှဝေပေးတဲ့ခါမှာဆိုလို့ရှိရင်သူတို့ကနော်အခန်းထဲမှာနေတဲ့သူတွေကများတယ်ဒါပေမဲ့အခန်းထဲမှာစုပြီးတော့နေတဲ့သူတွေများတယ်ဆက်ဆက်မောကိုစိတ်ဝင်စားလို့နားထောင်နေတဲ့သူတွေရှိသလိုဆက်ဆက်မောကိုစိတ်ဝင်စားပဲနဲ့မနားထောင်တဲ့သူတွေရှိတယ်အဲ့ဒီလိုမျိုးဆက်ဆက်မောစိတ်ဝင်စားတဲ့သူတွေကကြတော့ဘယ်လိုမျိုးပြောလဲဆိုလို့ရှိရင်မင်းတို့ဒီစီဝိုင်းအကြောင်းပြောမယ်ဆိုရင်အပြင်မှာသွားပြောနော်လမ်းမှာသွားပြောအခန်းထဲမှာလာမပြောနဲ့နားကြီးတယ်ဆိုပြီးတော့အခန်းထဲကပါမောင်းထုတ်ခံရတယ်ညနော်ဒီနေ့ဆက်ဆက်မောမှာစူးစမ်းတဲ့ညီကိုမောင်နှမတွေကျွန်တော်လိုမျိုးပဲတော့အခန်းထဲကနေပြီးတော့မောင်းထုတ်ခံရတဲ့သူတယောက်ဖြစ်ခဲ့ဘူးလားအဲလိုအခန်းထဲကနေပြီးတော့မောင်းထုတ်ခံခဲ့ရတဲ့သူတယောက်ဖြစ်ခဲ့ဘူးတဲ့ဆိုရင်ကျွန်တော်တက်ပို့ပြီးတော့မှအောင်မြင်မယ်ဆိုတာယုံကြည်လိုက်။ဘာလို့လဲကျွန်တော်လည်းအဖြစ်ခံခဲ့ဘူးရခင်ဗျ။ကျွန်တော်အဲ့ဒီလိုမျိုးအမောင်းထုတ်ခံခဲ့ရလို့ဒီနေ့ဆက်ဆက်မောစီပိုင်းမှာအောင်မြင်ခဲ့တာဖြစ်တယ်။ကျွန်တော်ကအဲ့လိုမျိုးမောင်းထုတ်တဲ့နေ့မှာဒါကျွန်တော်ကနောက်ပြန်လှည့်သွားမယ်ဒီနေ့ဆက်ဆက်မောမှာလာလို့တဲ့ခါမှာနောက်လူများအထင်သေးခံရတယ်အနှိမ်ခံရတယ်ဆိုပြီးတော့အဲ့ဒီစိတ်တွေနဲ့ကျွန်တော်ကပြန်ပြီးတော့နောက်ပြန်လှည့်သွားမယ်ဆိုရင်ဒီနေ့ကျွန်တော်ဆက်ဆက်မောမှာအောင်မြင်တဲ့သူတယောက်လုံးဝဖြစ်လာမှာမဟုတ်ကျွန်တော်ဆိုလို့ရှိရင်ဘယ်သူတွေဘယ်လိုမျိုးပဲပြောခဲ့အခွင့်အလမ်းကိုမြင်တဲ့သူကတော့ယူမှာပဲမမြင်တဲ့သူကတော့မယူဘူးဒါပေမဲ့ကျွန်တော်ရေငတ်တဲ့သူကိုရေတိုက်ခဲ့တယ်ရေမငတ်တဲ့သူကိုကျွန်တော်ရေမတိုက်ခဲ့ဘူးကျွန်တော်တို့ရေစားတဲ့သူကိုကျွန်တော်တို့ရေတိုက်မယ်ဆိုရင်ကျွန်တော်တို့တိုက်တဲ့ရေကိုသူတောက်မှာပဲတကယ်လို့ရေမစားတဲ့သူကိုကျွန်တော်တို့သွားပြီးတော့ရေတိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘလောက်ပဲသွားပြီးတော့အတင်းနဲ့တိုက်သူတို့ကတောက်မှာမဟုတ်ခင်ဗျာဒီနေ့ကျွန်တော်လူမျိုးပဲအောင်မြင်ရှင်တဲ့လူငယ်တွေနော်ကျွန်တော်လူမျိုးအောင်မြင်ရှင်တဲ့ညီငယ်ညီမငယ်တွေကိုကျွန်တော်အနေနဲ့အခွင့်အလမ်းကိုမျှဝေပေးခဲ့တာဖြစ်တယ်နော်အဲ့လိုမျိုးမျှဝေပေးရင်းနဲ့ကျွန်တော်ဆိုဒီနေ့ဆက်ဆက်စမောစီပိုင်းမှာပို့ပြီးတော့အောင်မြင်ဖို့အတွက်ကျွန်တော်အနေနဲ့ဒါကုမ္ပဏီကကျင်းပပေးတယ်ဒါတင်နန်းပွဲခန်းသားတွေကိုသွားပြီးတော့တက်ရောက်ခဲ့တာဖြစ်တယ်ဒါကတော့အခုလာမယ့်ရှိလပိုင်း21ရက်နေ့ကျရင်ကျင်းပမယ်တဆက်ဆက်လိုမျိုးပွဲခန်းသားဖြစ်တယ်အဲ့ဒီချိန်တော့ကဆိုရင်ဒါကျွန်တော်ရဲ့နီးပြအခုလက်ရှိမှာဒိုင်မွန်ရာတို့ရှင်လီဒါကြီးအကိုစိန်မြာဆိုလို့ရှိရင်သူကရူဘီယာဒူကိုတက်ယူတာပဲဖြစ်တယ်ပေါ့နော်ဒါရူဘီယာဒူကိုစွတ်တက်ယူတာဖြစ်တယ်ကျွန်တော်လာခါစတော့အမှဆိုရင်ဒါကျွန်တော်လေးစားအားကြားတယ်ဒါလီဒါကြီးပေါ့နော်ဒါဘလူးဒိုင်မွန်မတ်စလာဝင်းတို့နော်လီဒါကြီးBlue Diamond တွေကိုစမ်းမင်းတို့ Black Diamond တွေကိုမင်းကျော်ဦးတို့စုတက်ယူတာဖြစ်တယ်ပေါ့နော်အဲ့ဒီမျိုးတွေစုတက်ယူတဲ့ခါမှာဆိုကျွန်တော်ကဟိုးနောက်ဆုံးမှာနော်ခုံတော်မှကြည့်လိုက်သူများထိုင်တဲ့ခုံနဲ့ကျွန်တော်ထိုင်တဲ့ခုံနဲ့မတူကျွန်တော်ထိုင်တဲ့ခုံက plastic ခုံလေးပဲလူအများကြီးပဲဖြစ်နေလို့မဆန်းတော့လို့ထိုင်စရာနေရာမရှိတော့တဲ့အတွက်ဟိုးနောက်ဆုံးမှာ plastic ခုံလေးမှာထိုင်ရတာဖြစ်တယ်ကျွန်တော်တို့ဘိုင်းပွဲမှာတက်ဘူးတဲ့သူတွေအဲ့ဒီလိုခုံမျိုးနဲ့မထိုင်ရဘူးဆိုတာအားလုံးသိလိမ့်မယ်ခင်ဗျနော်ဘယ်သူမှမထိုင်ရဘူးဖိုင်ပွဲမှာတက်တဲ့ခါမှာဒါပေမဲ့ကျွန်တော်ကိုယ်တိုင်အဲ့ဒီမျိုးနေရာမရှိတော့တဲ့အတွက်အဲ့လို plastic ခုံလေးမှာထိုင်ခဲ့ရတယ်ခင်ဗျဟိုနောက်ဆုံးမှနေခဲ့ရတယ်ခင်ဗျဒါပေမဲ့ကျွန်တော်နောက်ဆုံးမှနေခဲ့ရပြင်မဲ့ကျွန်တော်စိတ်တက်ကြလားကျွန်တော်စိတ်တက်မကြဘူးဒါပေမဲ့အောင်မြင်သွားတဲ့ကျွန်တော်တို့ရဲ့စံပြနီးပြခေါင်းဆောင်တွေကိုကျွန်တော်တို့စင်ပေါ်မှာတက်ပြီးတော့စုတက်ယူတဲ့ပုံရိပ်တွေကိုကြည့်ပြီးတော့ကျွန်တော်ကိုယ်တိုင်အားရ plan တွေရခဲ့တယ်ခွန်အားပါဝါတွေရရှိခဲ့ပြီးတော့ဒီကနေ့ကျွန်တော်ကိုယ်တိုင်နော်ဒီမှာ
လာပြီးတော့လူဦးရေ4000လောက်ရှိတဲ့အခမ်းအနားထဲမှာကျွန်တော်လာပြီးတော့အားပေးတဲ့သူတယောက်အနေနဲ့ကျွန်တော်ဒီနေ့မှာလာပြီးတော့အားပေးတယ်နောက်နေ့ကျရင်ကျွန်တော်ကိုယ်တိုင်စင်ပေါ်မှာတက်ပြီးတော့စုတက်ယူတဲ့သူတယောက်ဖြစ်အောင်ကျွန်တော်စူးစမ်းခဲ့မယ်ဆိုပြီးတော့ကျွန်တော်ရဲ့ရည်နဲ့မှာအဲ့ဒီလိုမျိုးရည်မှန်းချက်တွေချမှတ်ခဲ့တဲ့အတွက်ကြောင့်ဒီနေ့ဆိုရင်ဒါအခုလာမယ့်8လပိုင်း21ရက်နေ့မှာဆိုလို့ရှိရင်ကျင်းပပေးမဲ့တစ်ဆက်စင်ပေါ်မှာဆိုကျွန်တော်ကိုယ်တိုင်စုတက်ယူခွင့်ရမယ်ခင်ဗျာဒါကျွန်တော်ရဲ့စူးစမ်းမှုတွေပဲတကယ်လို့ကျွန်တော်ဒါအဲ့ဒီလိုအခက်ခဲပေါင်း16000ပြဿနာတွေအများကြီးကိုမရင်ဆိုင်ခဲ့မကြော်လောက်ခဲ့ဘူးဆိုရင်ဒီနေ့ကျွန်တော်ဆက်စမောမှာအောင်မြင်ခဲ့မှာမဟုတ်ခင်ဗျာဒါကြောင့်ကျွန်တော်လည်းဆက်စမောမှာရည်ရည်နဲ့စူးစမ်းလုပ်ခဲ့တယ်ကျွန်တော်လုပ်ခဲ့တဲ့ခါမှာဆိုရင်ဒါအားလုံးကိုပြောချင်တာကကျွန်တော်ကိုယ်တိုင်လည်းလူသစ်တယောက်နေရာကနေပြီးတော့နေခဲ့ဘူးတယ်မမသမားတယောက်နေရာကနေခဲ့ဘူးတယ်အဲ့ဆက်ကလေးသမားတယောက်နေရာကနေပြီးတော့ကျွန်တော်လည်းနေခဲ့ဘူးတယ်ကျွန်တော်ကိုယ်တိုင်လည်းနော်အတွေ့အကြုံတွေရှိလို့အရေးရှိနေအများကြီးရှိလို့ပညာတွေအများကြီးတက်လို့ဒီနေ့ဆက်စမောစီပိုင်းမှာအောင်မြင်ခဲ့တာမဟုတ်ပါဘူးကျွန်တော်ကိုဒီလိုမျိုးအောင်မြင်ဖို့အတွက်နီလန်မှကန်တဲ့နီလန်တွေချပြပေးတဲ့နော်မှကန်တဲ့နီးစနစ်တွေနဲ့ဆက်စမောကုမ္ပဏီပိုင်ရှင်တွေကကျွန်တော်တို့အတွက်နီလန်တွေနီးစနစ်တွေချမှတ်ပေးတာဖြစ်တဲ့အတွက်ဒီနေ့ဆက်စမောစီပိုင်းမှာဒီသူမဆိုဘောနော်စူးစမ်းတဲ့သူတိုင်းအောင်မြင်နိုင်တာဖြစ်တယ်ခင်ဗျာတော့ဒီနေ့ကျွန်တော်တို့ကိုဆက်စမောစီပိုင်းမှာအောင်မြင်ဖို့အတွက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တယောက်ရဲ့အတွေးခေါ်တွေရှိဖို့အတွက်ဒီနေ့ဆက်စမောမှာကျွန်တော်တို့အတွက်နီးစနစ်တွေရှိတယ်ကျွန်တော်ဆက်စမောမှာစူးစမ်းတဲ့ခါမှာဆိုရင်ဒါကျွန်တော်9လပြည့်တဲ့ခါမှာဆိုရင်ပထမ brown ရာထူးကိုစတင်ပြီးတော့ပိုင်ဆိုင်ခဲ့ပါတယ်အဲ့ဒီ brown ရာထူးကိုရပြီးတဲ့ခါမှာဆိုရင်ကျွန်တော်နောက်ထပ်ပြီးတော့မှကျွန်တော်စူးစမ်းခဲ့တယ်ကျွန်တော်ရဲ့နီးပြတွေကျွန်တော်ရဲ့ upline တွေနဲ့ပြန်ပြီးတော့ MPV ဆွေးနွေးပြီးတော့ပြန်ပြီးတော့စူးစမ်းခဲ့တဲ့ခါမှာဆိုရင်ကျွန်တော်ဆက်စမောစီပိုင်းမှာနောက်ထပ်9လပြည့်တဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်က play ရာထူးကိုတက်နိုင်ခဲ့တာဖြစ်ပါတယ် brown ရာထူးကနေပြီးတော့ဆက်မောမှာ10လပြည့်တဲ့ခါမှာဆိုရင်စေးပါရာထူးကိုနောက်ပြီးလို့ရှိရင် platinum ဆိုတဲ့ရာထူးကိုကျွန်တော်အနေနဲ့အဲ့ဒီရာထူးသုံးဆင့်ကိုကြော်ပြီးတော့ play ဆိုတဲ့ရာထူးကိုတက်နိုင်ခဲ့တာဖြစ်ပါတယ် brown ကနေပြီးတော့အဲ့ဒီမှာဆိုရင် play ရာထူးကိုတက်တဲ့ခါမှာဆိုရင်ကျွန်တော်ဆက်မောမှာ10လပြည့်ပြီးတော့play ရာထူးမှာဆိုရင်ဝင်ငွေ8000ဘတ်ထက်ကိုပိုင်ဆိုင်ခဲ့ပြီးတော့နေစာလခစာလောက်ကနေပြီးတော့လူမြောက်လာခဲ့တဲ့သူဖြစ်ပါတယ်တော့ကျွန်တော်နေစာလောက်မှာလုပ်ခဲ့တဲ့10နှစ်ကျွန်တော်ဘဝမပြောင်းလဲခဲ့ဘူးဒါပေမဲ့ဆက်စမောမှာကျွန်တော်ရေယုံကြည်ကြည်နဲ့ကြိုးစားခဲ့တာဆိုရင်10လခဲနဲ့ကျွန်တော်ဘဝပြောင်းလဲခဲ့တယ်ခင်ဗျာဒါဆိုရင်ကျွန်တော်နေစာလကစားလောက်ကလွတ်မြောက်ပြီးတော့နေစာလုံးနဲ့တွဲလောက်တော့တာမှထိုင်းဘတ်ငွေ8000ဘတ်အထက်ထိရခဲ့တယ်ဆိုလို့ရှိရင်နေစာလောက်ကဆွတ်လို့ပြီးတော့ကျွန်တော်ဆက်စမောမှာ100ခန်းတော့လာပြီးတော့စူးစမ်းခဲ့မယ်ဆိုရင်ပို့ပြီးတော့ရမယ်ဆိုတော့ကျွန်တော်အနေနဲ့ယုံကြည်ခဲ့လို့နေစာလောက်ကိုဆွတ်လို့ပြီးတော့ဆက်စမောမှာ100ခန်းတော့လာပြီးတော့စူးစမ်းခဲ့တယ်အဲ့လို100ခန်းတော့လာပြီးတော့စူးစမ်းခဲ့တဲ့အခါမှာဆိုရင်နောက်ထပ်4လပြည့်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ကအခုလက်ရှိပိုင်ဆိုင်ထားတဲ့ Ruby ဆိုတဲ့ယာတူနဲ့ဝင်ငွေ300,000ဘတ်ထက်ကိုပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပါတယ်ခင်ဗျာနော်ဒါကတော့ဒီနေ့ဆက်မောစီဝိုင်းမှာကျွန်တော်လည်းမပြည့်စုံခြင်းတွေကနေပြီးတော့စတင်ခဲ့တယ်နော်အစင်မပြေမှုတွေကြားတဲ့ကအခက်အခဲတွေအများကြီးတွေကနေပြီးတော့ကျွန်တော်ရဲ့စတင်ခဲ့တယ်စူးစမ်းခဲ့တယ်ဒါရလက်တွေပဲဖြစ်တယ်ဒီနေ့ဆက်မောမှာစူးစမ်းတဲ့သူတွေအောင်မြင်တယ်ခင်ဗျာနော်စူးစမ်းတဲ့သူတွေအောင်မြင်တယ်ဒီမှန်ချက်ကြီးမားတဲ့သူတွေအောင်မြင်တယ်ခင်ဗျာဒါကြောင့်ဒီထဲရှိတဲ့မိသားစုတွေအားလုံးကိုကျွန်တော်အနေနဲ့ပြောချင်တာကကျွန်တော်တို့ဆက်မောမှာအောင်မြင်ရှင်နေဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့ဝိုင်းကိုအရင်ဆုံးရှာပြပါကိုယ့်ရဲ့ရလက်ကိုအရင်ဆုံးမရှာပြပါနဲ့ရလက်ကိုအရင်ဆုံးရှာပြပြီးတော့ရလက်ကိုပဲကြည့်ပြီးတော့အလုပ်လုပ်တဲ့အခါမှာဆိုလို့ရှိရင်အခက်အခဲပြဿနာတွေနဲ့ကျွန်တော်တို့ရင်ဆိုင်ကြော်လာဖြတ်တန်းရတဲ့အခါမှာကျွန်တော်တို့အနေနဲ့ခံနိုင်ရရှိမှာမဟုတ်ပါဘူးကျွန်တော်တို့မှာဒါတကယ်လို့ဝိုင်းကိုအရင်ဆုံးရှာဖွေပြီးတော့ကို့မှာတိကျပြတ်သားတဲ့ဝိုင်းတွေရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုအခက်အခဲဘယ်လိုပြဿနာမျိုးပဲကျွန်တော်တို့ရှိကိုလာကျွန်တော်တို့လိုချင်တဲ့အောင်မြင်မှုပန်းနိုင်စီကိုရောက်အောင်သွားနိုင်မယ်ဆိုတာကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ခင်ဗျာโอเคဒါကြောင့်မို့လို့ဒီကနေ့မှာဒီကမိသားစုတွေအားလုံးကိုကျွန်တော်အနေနဲ့เนาะလာပြီးတော့မျှဝေပေးပြတဲ့เนาะကျွန်တော်ရဲ့ one and drive လေးကတော့ဒီလောက်ပါပဲเนาะကျွန်တော်လိုမျိုးပဲ up line မရှိဘဲနဲ့စူးစမ်းနေတဲ့သူတွေเนาะဒီနေ့ကစပြီးတော့အားမငယ်ပါနဲ့ကိုယ့်ရဲ့အထက်ကနီးပြအစစ်စစ် up line စစ်စစ်နဲ့ချိတ်ဆက်ပြီးတော့စူးစမ်းပါဒါဆိုရင်ဒီထက်ရှိတဲ့မိသားစုတွေအားလုံးလဲပေါ့เนาะupline ရှိတဲ့သူတွေမှာဆိုရင်ပို့ပြီးတော့မှကျွန်တော်ထက်ပို့ပြီးတော့မှအောင်မြင်နိုင်တယ်ဆိုတာကျွန်တော်အနေနဲ့ယုံကြည်တယ်။ဘာကြောင့်လဲကို့မှာ upline လည်းရှိတယ်။ကို့ကိုကူညီပေးမဲ့နီးပြခေါင်းဆောင်တွေလည်းရှိတာဖြစ်တဲ့အတွက်ကျွန်တော်ထက်ပို့ပြီးတော့မှရနိုင်တယ်။ကျွန်တော်ထက်ပို့ပြီးတော့မှအောင်မြင်တယ်ဆိုတာကျွန်တော်အနေနဲ့ယုံကြည်ပါတယ်။ Okay ဒါကြောင့်မို့လို့ဒီနေ့မှာပေါ့နော်ဒါကျွန်တော်အနေနဲ့လာရောက်ပြီးတော့မျှဝေပေးတာကျွန်တော်ရဲ့ wire join ကိုဒီလောက်လေးနဲ့နေကိုချုပ်ပြီးတော့ဒီ group ထဲမှာရှိနေတဲ့မိသားစုဝင်တဦးတယောက်ချင်းစီတိုင်းဒီ2020နှစ်အတွင်းမှာဆက်စမောကုမ္ပဏီကပေးတဲ့ diamond ဆိုတဲ့ယာတူးကိုအောင်မြင်ဆုံးရရှိပိုင်ဆိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါတယ်အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာနော်ဟုတ်ကဲ့ပါနော်အရန်မတော်ပြီးတော့အရန်ကျူးစားနေတဲ့ MC ကိုကျွန်တော်အနေနဲ့ယူသေးလေးစွာပြေးမိုက်ခရိုဖုန်းလေးပြန်လိုက်ပြီးတော့ up ပေးပါတယ်ခင်ဗျာနော်
ဟုတ်ကဲ့ပါနော်ဟိုတော့အရင်ကမှတော်ပါလေရှင်နော်ဟုတ်ကဲ့ပါနော်ဒီနေ့ညမှာနော်ကျမတို့အခုနော် why enjoy ရောအားပေးစကားနော်ခုလို့လာရောက်မြဝေပေးတဲ့လီတာကြီးနော်ကိုကျော်စင်ဦးတော့အရင်ကမှလည်းကျေးဇူးတင်ပါတယ်ရှင်ဒီလိုနော်နောက်နေ့နော်ကျမတို့ကလို့လို့ကျမတို့မိသားစုကလို့လို့ဒီလိုပြီးတော့နော်လာရောက်ပြီးတော့မြဝေပေးပါဦးလို့ကျမ MP ကနေလည်းနောက်ဆိုချင်ပါရှင်အဲ့ဒါကြောင့်မလို့နော်ဒီထဲမှာမိသားစု60နဲ့မှ3ယောက်ကျန်သေးပါသေးတယ်အဲ့ဒါကြောင့်မလီပင်းကနော်ဒီလီတာကြီးအတွက်နော်အောက်မှာနော်တယောက်မကျန်ကျေးဇူးတင်စာလဲရေးပေးကြမယ်ရှင်နော်အသေးလေးလည်းများများပေးကြမယ်ရှင်နော်ကျမတို့မှာအားအင်ပလာနဲ့အပြည့်ရရှိတယ်ပဲရတော့မှကြားတယ်နော်အရင်ကမှကျမနဲ့အိုက်ဆိုင်တယ်ပေါ့နော်ဒီလီတာကြီးဝိုင်းရင်ပေါ့နော်အဲ့ဒါကြောင့်မလို့နော်အောက်မှာနော်ဒီတာကြီးအတွက်လဲတယောက်မကျန်တော့ကျေးဇူးတင်စာရေးပေးကြမယ်ရှင်ဟုတ်ကဲ့ပါနော်အရင်ကမှလည်းကျေးဇူးတင်ပါတယ်နော်ဒီတာကြီးဆိုနော်ဒီစီပွားရေးမှာဆိုနော်ခိုင်းနိုင်ငံမှာတက်လာတယ်နော်10နှစ်တည်းမှအချင်းကြာသွားတယ်တဲ့သူ့ဘဝမှာမပြုံးလဲသွားဘူးပေါ့နော်ကျမနဲ့အထူပါပဲကျမလည်းအခုဆိုလဲ10နှစ်တည်းမှကြာသွားတယ်ပေါ့နော်ဘဝလည်းမပြုံးလဲပါဘူးနော်အကြောင်းလီတာကြီးဆိုတော့အရာနဲ့မှစူးစားတဲ့လီတာကြီးတော့အရာနဲ့မှတော့ပါတယ်အခုဆိုနော်ကျမတို့စီပွားရေးပေါ့နော်ဆက်မောစီပွားရေးပေါ့နော်ရုံကြီးပြီးတော့နော်အခိုက်ခဲကြားမှာပေါ့နော်ကျိုးစားခဲ့တယ်အခုဆိုနော်တနေ့ပတ်ဝန်းကျင်ပေါ့နော်ရူပြီးတာသူဆိုပေါ့နော်